အောင်โอเคဘာလို့ဆိုတော့တချို့ကြတော့ register လုပ်ပြီးတော့အကြောင်းတစ်ခုခုပေါ်သွားလို့မတက်ဖြစ်တာလားဘာလားတော့မသိဘူးအဲ့တော့ recording လေးပြန်ကြည့်လို့ရအောင်ကျွန်တော်စီစဉ်ပေးပါမယ်နော်โอเคဟုတ်ပါပြီအဲ့ဒါဆိုလို့ရှိရင်โอเค ChatGPT Canva Gemini ဟုတ်အာ Canva တော့တော်တော်များများသုံးကြရတယ်ထင်တယ်ပေါ့နော် Canva Gemini โอเคဟိုတစ်ချက်စမရပါတယ်ဟိုဘာတော့ကင်မရာထန်းအောင်လုပ်လို့မရလို့ရှင်လည်းโอเคပါတယ်ရှင်ဟုတ်โอเค ChatGPT โอเค Google AI yes โอเคဟုတ်ပါပြီအဲ့တော့ကျွန်တော်တို့စလိုက်ရအောင်ပေါ့နော်အကုန်လုံး screen မြင်ရတယ်ထင်တယ် yes okay Yes, teacher. yeah အဲ့တော့အဲအစဆုံးပေါ့နော်ကျွန်တော်ကိုယ့်နဲ့ကိုယ်အနေချင်းလေးပဲမိတ်ဆက်ပါမယ်ပေါ့နော်အဲ့တော့ဒီຢာကကျွန်တော်တို့ကဒါ Minerva Academy ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ founder တရှိခင်ရွှေစင်ဦးပေါ့နော်အဲ့တော့ဟို I look yan ပေါ့I look yan လည်းဇွတ်တယ်နော်ကြောင်ညာဝင်လာအဲ့ဒီပြောချင်တယ်ဘာလို့ဆိုတော့ကျွန်တော်ဒီ education လောကထဲမှာကျွန်တော်16နှစ်လောက်ရှိသွားပြီပေါ့နော်ကျွန်တော်အသက်19နှစ်ကစပြီးတော့အရင်တော့ကျွန်တော်နဲ့တက်တူဒီတွေကဆရာဆရာမတွေဆိုတော့သိလိမ့်မယ်ပေါ့နော် Horizon International School ဆိုတာပေါ့အခုတော့သူတို့ MISA တို့ S ဟောပါတော့MISA တို့သိရမလားအဲ့လိုမျိုးဒီမန္တလေးမှာဆိုရင် MISA ပေါ့နော်ဒီမှာဆိုလို့ရှိရင် SKT ပေါ့ရန်ကုန်မှာဆိုလို့အဲ့လိုမျိုးနာမည်ပြောင်းသွားပြီပေါ့ကျွန်တော်အဲ့မှာစပြီး assistant teacher အနေနဲ့ကျွန်တော်စလုပ်ခဲ့တယ်ပေါ့နော်ဒါကျွန်တော်ဒါ teaching journey ပေါ့နော်ဟုတ်ကျေးဇူးပြုပြီး mute လေးလုပ်ပြီးပါနော် okay အဲ့တော့ပြီးတော့အဲ့ကျွန်တော်တို့ပြောတာကျမန်လေးရပေါ့နော်မန်လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ AR International School ပေါ့နော်ကျွန်တော်အဲ့ရနေပြီးတော့ AR International School မှာကျွန်တော် teachers လုပ်တယ်ပြီးတော့ကျတော့ကျွန်တော်အဲ့ဟိုက American တန်ယုံအပါဝင်ပေါ့နော်ကျွန်တော်တန်ယုံတွေမှာကျွန်တော် trainer လုပ်ခဲ့တယ်ပြီးတော့ NGOs တွေမှာလည်းကျွန်တော် trainer လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ကျတော့ဒီကျွန်တော်မနာဘာကိုစထောင်ထားတာကျွန်တော် COVID ဖြစ်တော့မှစထောင်တာပေါ့နော် online learning ကိုကျွန်တော်စပြီးတော့လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီ platform က ALTS အနေနဲ့စခဲ့တာပေါ့နော်စတဲ့အချိန်တုန်းကတော့ကျွန်တော် lag နေရလားဘူး lag နေလို့ဟယ်လိုကြားလားမသိဘူးနော် ကြားရတယ်ရှင် teacher. ကြားရတယ်ရှင် ဟုတ်ကဲ့ပါဟုတ်ကျွန်တော် lag သွားရင်လည်းဒီပြောပြပါအောင်ပေါ့ကျွန်တော်ဒီမှာ wifi နှလုံးလုံးနဲ့ချိန်ထားတယ်ပေါ့နော်တကယ်ကုန်ဖြစ်တော့မဆိုလို့ okay အဲ့တော့ဒီပေါ့အခုနကျွန်တော်ပြောတာ international school တွေမှာကျွန်တော် teachers အနေနဲ့လုပ်ခဲ့တယ်ပြီးတော့ကျွန်တော်တန်ယုံတွေမှာပြီးတော့ NGOs တွေမှာကျွန်တော် trainer အနေနဲ့လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီ teaching fee ကြီးကဒီလိုမျိုးဒီ mostly international school နဲ့ international organization တွေမှာလုပ်ခဲ့တဲ့ဟာများတယ်ပေါ့နော်ကျွန်တော် honestly speaking မြန်မာအကြောင်းတွေမှာတော့ကျွန်တော်မလုပ်ဘူးပေါ့နော်အဲ့တော့ကျတော့အခုနောက်ပိုင်းကျတော့ကျွန်တော်ကဘာတွေ့တုံးဆိုတော့ကျတော့ပေါ့နော်ဒီမြန်မာနိုင်ငံမှာရှိတဲ့ဆရာဆရာမတွေပေါ့နော်professional development training တွေလိုအပ်နေတဲ့ဟာကိုကျွန်တော်တွေ့ရပေါ့နော်ဘာလို့လဲဆိုတော့ကျတော့တော်တော်များများဆရာဆရာမတွေဆရာမစလုပ်ချင်တယ်ပေါ့နော်ဘယ်ကစလုပ်အောင်လဲမသိဘူးဘယ်လိုလုပ်အောင်လဲမသိဘူးဆိုပြီးတော်တော်များများဖြစ်ကြတဲ့ပြဿနာကိုပေါ့ကျွန်တော်ကအဲ့ဒါဆိုတော့ကျွန်တော် 8 gap တွေကိုကျွန်တော်ဝင်ဖြည့်တာပေါ့နော်အဲ့တော့ကျတော့ဒီ professional development trainings တွေပေါ့ teachers တွေအတွက် teaching methodologies တွေပေါ့နော် classroom management လို့ဟာမျိုးကျွန်တော်တို့စတယ်ပေါ့နော်စပြီးတော့မှအခုဒီ AI ပေါ့ AI ခေတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒီ AI ကိုဒီကျွန်တော်တို့ teachings မှာပေါ့နော်ဆရာဆရာမတွေမလိုအပ်ဖ ೇನೆ stress ရနေတဲ့ level တွေညော့သွားအောင်ရပြီးတော့ကျတော့ဒီအချိန်နဲ့တအားကုန်နေတဲ့ဟာမျိုးပေါ့နော် AI နဲ့ဆိုလို့ရှိရင်ခဏလေးနဲ့လုပ်လို့ရတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီ course ကိုကျွန်တော်တခြားကြီး develop လုပ်ထားတာပေါ့နော်အဲ့တော့ကျွန်တော်ကိုယ်တိုင်ဒီ curriculum ကိုဆွဲပြီးကျွန်တော်လုပ်ထားတဲ့ course ပါပေါ့နော်ဒါကကြတော့အဲ့တော့ဟို teachers တွေအတွက်အရန်ကိုအကျိုးရှိတဲ့ဟာကျွန်တော်တို့တောက်လျှောက်လဲအရှိမပေါ့ on site တွေကျွန်တော်တို့အများကြီးပေးခဲ့ပြီးပေါ့နော်ကျွန်တော်တို့နဲ့ collaborate လာလုပ်တဲ့အကြောင်းတွေလည်းအများကြီးပဲပေါ့နော်အဲ့တော့ဒီကျွန်တော်ဒီဘာတော့ရန်ကုန် University ထဲမှာကျွန်တော် training လုပ်ခဲ့ပြီးပြီပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ဒီဆရာမတွေကိုကျွန်တော်တို့ကကြတော့အဲ့ဒါဆိုတာ customize training ပေါ့အဲ့ဒါတွေကကြတော့ပေါ့နော်ဒီသူတို့လိုအပ်တဲ့ဟာတွေကိုကျွန်တော်တို့လုပ်ပြီးတယ်ပေါ့နော်အဲ့တော့ကြတော့အဲ့မှာဆရာမတော်များများဒီ online လုပ်ပေးပါဆိုပြီးတောင်းဆိုလို့ပေါ့နော်ကျွန်တော် batch 4ထိပြီးသွားပြီပေါ့နော်ဒီအောင်ပေါ့နော်အခုဒီလာထဲမှာကျွန်တော် batch 5ဖွင့်ဖို့ရှိပါတယ်ပေါ့နော် okay အဲ့တော့ဒီလောက်ဆိုလို့ရှိရင်တော့ရပြီပေါ့နော်အဓိကဟိုဘယ်သူမှမသိနေမှဆိုလို့ကျွန်တော်ဒါကတော့ briefly introduce လုပ်တာပါကျွန်တော်ဘယ်သူပဲပါဆိုတဲ့ဟာကိုပေါ့နော်အဲ့တော့ဟုတ်ပြီအဲ့လောက်ဆိုလို့ရှိရင်ရပြီကျွန်တော် move လိုက်တော့မယ်ပေါ့နော်အဲ့တော့ဒါကကျွန်တော်တို့ရဲ့ Minerva Academy ပါဒါဆက်ဆံမတွေအကုန်လုံးသိပါလိမ့်မယ်ဒီကပဲဟိုပါတော့ကျွန်တော်တို့ကြီးညာထားတာပေါ့နော် okay ဟုတ်ပြီအဲ့ဒီတော့အာဟုတ်ပြီတော်တော်များများပေါ့နော်ဒီခု
လာတက်နေတဲ့ဆရာမတွေထဲမှာပေါ့တရက်ပေါ့နော်အလုပ်ထဲမှာ struggle အဖြစ်ဆုံးကဘာလဲပေါ့နော်မြန်လေးရတယ်ချက်ထဲမှာပဲရေးပေးလိုက်ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့အချိန်ကြီးအရန်ကုန်လိုက်တာလို့ခံစားရတဲ့ဟာပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ဒီ household chores တွေကိုပြောတာမဟုတ်ဘူးပေါ့နော်အိမ်မှာမိဖို့တိုက်ရတာတော့ vacancy ရတဲ့ဟာတွေကိုပြောတာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီသုံးပြီးလောက်ရတဲ့ဟာကျွန်တော်တို့ရဲ့ဒီဘယ်လိုပြောမလဲညာနာအားပေါ့နော်အဲ့ဒါနဲ့လုပ်နေရတဲ့ဟာမှာအချိန်အရန်ကုန်နေဆိုပြီးတော့ခံစားရတဲ့ဟာတွေကဘာတွေဖြစ်မလဲပေါ့နော်အဲ့တော့တစ်ချက်လောက် share လုပ်ရတဲ့ဆရာမများပေါ့နော်ကျေးဇူးပြုပြီး chat box ထဲမှာရေးပေးပါဒါမှမဟုတ်မရှိဘူးပေါ့ live ကအရင်အောင်တာရဆိုပြည့်တယ်ပေါ့နော်အဲ့လိုများလားပေါ့ yeah ဘာလို့မြန်ဖြစ်မလဲပေါ့နော်တာကိုအချိန်ကုန်တာပဲပေါ့နော်โอเคဟုတ်ပြီအဲ့တော့ကြာတော့ကျွန်တော်တို့ AI ဆိုတဲ့ဟာကိုပေါ့နော်ပထမဆုံးစဉ်းစားကြည့်ကြည့်အောင်ပေါ့နော်အဲ့တော့ဒါကြီးက AI ဆိုတဲ့ဟာလူတကာသိတယ်ဘာတုံးဆိုတဲ့ဟာပေါ့နော်အဲ့တော့ဒီ AI ကိုတစ်လုံးနဲ့ပြောတယ်ဟေးဆိုလို့ရှိရင်ကိုယ့်အတွက်ဘာဖြစ်မလဲပေါ့ဒီဟာတစ်လုံးနဲ့ပဲပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဘာဖြစ်မလို့ပေါ့ AI ဆိုတဲ့ဟာဘယ်လိုနားလဲလဲပေါ့ဆရာမလည်း question တွေတားမိတယ်ပေါ့နော်မသိလို့လာတတ်ပါတယ်ဆိုပဲပေါ့နော် ချိန်ကုန်တက်တာအောင်သုံးတဲ့tools ပေါ့ဆရာမဟုတ်ကဲ့ပါဒီချက်နည်းနည်းဝင်ပေါ့အချိန်ကိုတက်တာအောင်သုံးတဲ့ tools good definition ဟုတ်တယ်အချိန်ကိုတက်တာအောင်သုံးတဲ့ tools ပေါ့နော်ညံရီတူတော့ဟုတ်တယ်လူတိုင်းသိပြီးသားဆိုတော့လေကိုအတွက်အသုံးဝင်တာကိုစဉ်းစားကြည့်လိုက်တာပါဟုတ်ကဲ့ပါဟုတ်โอเคနောက်ဆရာမတယောက်လောက်ဆိုရင်ကျွန်တော် move လိုက်မယ်နောက်တစ်ယောက်ကဘာဖြစ်မလို့ပေါ့နော် AI ကိုဘယ်လိုနားလဲတော့ပေါ့ဟိုမှားမှန်တာမရှိဘူးနော်မကြောက်နဲ့တိလားပြောစရာရှိလို့ရှိရင်ရတယ်ပြောပါမဖြစ်ဘူးဒီ message ကလေဟိုဘာဖြစ်နေရလားမသိကျွန်တော်စီလည်းမရောက်နေရလားမသိ message ကဒီမှာတက်နေပြီကျွန်တော်စီဘယ်လိုဖြစ်နေโอเคโอเคအငါအုံနောက် idea ဦးစားပေးဟုတ်ကဲ့ပါကျွန်တော် message pop up မဖြစ်နေလို့ sorry ပါတောက်လျှောက်ဖြေနေကြတဲ့ဟာအားလုံးပါတယ် okay ဟုတ်ပါပြီ good friend နဲ့เนาะဟုတ်တယ်เนาะအဲ့ AI ကပါလို့ဆိုလို့ကျွန်တော်တို့your intelligent assistant ပေါ့เนาะကျွန်တော်တို့ရဲ့ digital brain ပေါ့เนาะ AI ကအဲ့တော့ကျွန်တော်တို့ AI ဒီလိုမျိုးမြင်လိုက်ပေါ့เนาะ data ပေါင်းလို့မြင်လိုက်ပေါ့အရင်တုန်းကကျွန်တော်တို့Google သုံးခဲ့တယ် right အကုန်လုံး Google သုံးခုတယ် right အဲ့တော့ကျွန်တော် Google ခေတ်တုန်းကကျွန်တော်တို့ကတခုခုမသိဘူးဆိုလို့ရှိရင် Google ခောက်လိုက်လေလို့ပြောတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ကဒီမှာ Google ရဲ့ AI ရဲ့ဘာကွာတုံးဆိုတော့ကျတော့ Google ကကျတော့ကျွန်တော်တို့ခောက်လိုက်တယ်ဟေ့ဆိုလို့ရှိရင်ဘာလို့ဆိုတော့သူက link အနေနဲ့ကြာတာအဲ့တော့ထားလိုက်ပါတော့ကျွန်တော်တို့က what is globalization ကိုကျွန်တော်မေးလိုက်တယ်ပေါ့နော်ထားလိုက်ပါ global warming ပေါ့နော်အဲ့တော့မေးလိုက်တယ်ဟေ့ဆိုလို့ရှိရင်ဒီမှာဒါကကျတော့အပေါ်ဆုံးမှာကြာနေတဲ့ဟာဒါ Google AI Google Gemini ကနေကြာတာပေါ့အရင်တော့ဒီလိုမျိုး AI overview ဆိုတာမလာဘူးပေါ့ဒါက Google ကထုတ်ထားတဲ့ AI Google Gemini ပေါ့နော်အဲ့တော့ဒီမှာ तू ကဒါကတော့လာတယ်ပေါ့ပြီးပြီဆိုလို့ရှိရင်အောက်မှာ तू ကဘာအောင်ဆို link အနေနဲ့ကြာတာအကုန်လုံးပေါ့နော်အဲ့တော့ကျွန်တော်တို့သိကြတဲ့ဟေ့ဆိုလို့ရှိရင်တစ်ခုချင်းစီကိုကျွန်တော်တို့ကတော်တော်ပြီးကြည့်နေရတာဒီမှာအကုန်လုံးဒီမှာ Cambridge Dictionary ကဘာပြောထားတော့เนาะဒီမှာဆိုလို့ရှိရင် UN ကဘာပြောထားတော့ climate change နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့ NASA ကဘာပြောထားတော့ဆိုတာအများကြီးပဲအဲ့တော့ကျွန်တော်ကအဲ့ဟာတွေကိုအဲ့လိုမျိုးမမေးချင်ဘူးဆိုလို့ရှိရင်အခုဒီမှာ AI မှာမေးလိုက်ပြီဆိုလို့ရှိရင်သူကချက်ချင်းကြာလာတယ်ပေါ့နော် climate change ကဘာအောင်ဒါကတော့အကုန်သိလောက်ပါပြီဒီချိန်တော့ပေါ့နော်အဲ့တော့ climate change ကဘာလဲဆိုတာဟာကိုကျွန်တော်တို့ဒါ AI မှာမေးလိုက်တယ်ဟေ့ဆိုလို့ရှိရင်ချက်ချင်းပဲ climate change ဆိုတာဘာတုံးဆိုတာဟာကိုဖြေပြီးတယ်အဲ့တော့ basically ဘာတုံးဆိုတော့じゃ Google နဲ့ AI နဲ့ကမတူဘူးပေါ့နော်တော်တော်များများကသူကတူတယ်ထင်တာတကယ်ကြမတူဘူးဘာလို့ဆိုတော့ Google ကကြတော့ကိုယ့်နဲ့ကို research သွားလုပ်ရတယ်သူကဒါပေမဲ့ AI ကအဲ့လိုမဟုတ်ဘူးသူကကောက်နှုတ်ပြီးတော့အကုန်လုံးကိုသူကထည့်ပေးလိုက်တာဒီမှာဆိုလို့ရှိရင်ဒါ climate change ဆိုရင်ပါတော့အဲ့မှာကျွန်တော်တို့ကတကယ်တမ်းဒီ answer ကိုမကြိုက်ဘူးဆိုလို့ရှိရင်ငါ့ကိုတော့ပြီးအရန်ရှိတယ်နော်ဟုတ်ပြီ answer me in 3 sentences ပဲတော့ပြီအဲ့လောက်ရှိရှိလဲရတယ်မပြောနဲ့ပေါ့နော်အဲ့တော့ကိုမလို့ချင်းဆိုလို့ရှိရင်3 sentences နဲ့ဖြေဆိုလို့ရှိရင်ဒီမှာ climate change ဆိုတာဒါကျွန်တော်ကအင်္ဂလိပ်လိုမေးလို့သူကအင်္ဂလိပ်လိုဖြေကျွန်တော်ဗမာလိုမရိုက်တတ်လို့ပေါ့နော် laptop မှာနော်အဲ့တော့ကျတော့ကျွန်တော်ကin Burmese လို့ပြောလိုက်မယ်ပေါ့နော် Burmese နဲ့ဖြေပြီးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာသူမြန်မာလိုဖြေပြီးရသည်ဥရုပြောင်းလဲမှုဆိုတာတဲ့ခွာမြေရဲ့ဘာညာပေါ့ဒီမှာသူပြောတာ so that is AI
အဲ့တော့အချိန်ကုန်အရင်တတ်တာသွားတယ်ကျွန်တော်လည်း Google ခက်မှာကြီးတာပေါ့နော်အဲ့တော့အရင်ကဆိုလို့ရှိရင်အဲ့လိုမျိုး link နဲ့တော်ပြီး click တွေတော်နှိပ်ရတယ်ပေါ့နော်နှိပ်ရပြီးတော့တစ်ခုချင်းစီပြန်ကြည့်ပြီးတော့ကိုယ်အုံနောက်နဲ့ကိုပြန်စဉ်းစားပြီးအကုန်လုံးပြန်အနှစ်ချုပ်အခု AI ခေတ်ကြီးမှာအဲ့လိုမဟုတ်တော့ကျွန်တော်တို့ကအဲ့လောက်ကြီးအချိန်ကုန်နေစရာမလိုပြက်ခနဲ့ပဲ AI ကိုပြက်ခေဆိုလို့ရှိရင်ချက်ချင်းပဲရလာတယ်ပေါ့ result ကပေါ့နော်အဲ့တော့ကြတော့ဒါဘာလို့ဆိုတော့ကျွန်တော်တို့က AI ကဘာလို့ဆိုတဲ့ဟာကျွန်တော်ကပြောမယ်ဆို data ပေါင်းကြီးပဲပေါ့နော်အဲ့တော့ကျတော့သူထဲမှာရှိတဲ့ data တွေအများကြီးရှိတယ်သူကဘာလို့ဆိုလို့ရှိရင် analyze လုပ်နိုင်တယ် design လုပ်ပေးနိုင်တယ်သူက create လုပ်နိုင်တယ် write လုပ်နိုင်တယ်ကြိုက်တဲ့ဟာခိုင်းလိုက်ပေါ့ခိုင်းလို့ရတယ်သူက24/7ကျွန်တော်တို့ခိုင်းလို့ရတယ်သူကဟိုလူတွေဆိုလို့ရှိရင်ကျွန်တော်တို့ဆိုလို့ရှိရင် assistant တယောက်ငှားထားတယ်ဆိုလို့ရှိရင်ညဘက်တွေဆိုလို့ရှိရင်လုံးမလုပ်တော့ဘူးလေ right ဘာလို့ဆိုတော့နားဖို့လိုတဲ့အတွက်ကြောင့်လို့ဒါပေမဲ့ AI ကတော့အဲ့လိုမဟုတ်ဘူးသူ24/7မေးချင်ရမေးသူကဘယ်လိုပြောမလဲကိုယ့်အတွက်အမြဲအဆင်သင့်ရှိနေတဲ့ partner တယောက်ပဲပေါ့နော်အဲ့လိုမျိုးအနေနဲ့ရှိတယ်အဲ့တော့ကြာကျွန်တော်တို့ AI tools တွေအများကြီးရှိရ right အဲ့တော့ဒါလည်းအကုန်သိတယ်အများကြီးရှိရဆိုတဲ့ဟာအဲ့တော့မေးစရာ question ကကျွန်တော်တို့ teachers တွေအနေနဲ့ဒီ AI tools တွေအကုန်လုံးသုံးစရာလိုသလားဆိုတဲ့ question ပေါ့နော်မလိုအပ်ဘူးပေါ့နော်အဲ့တော့အဓိကဒီ system တွေကပေါ့နော်အခုကိုကဗမာစာကိုအားတာတယ်ပေါ့ဗမာလိုပဲမေးရတာကြိုက်တယ်ဟေးဆိုလို့ရှိရင် Google Gemini သုံးပါဘာလို့လဲဆို Google Gemini က Google ကထုတ်ထားတဲ့ AI ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်မြန်မာစာကိုသူ့ဘယ်သူမှရှင်းလို့မရဘူးသူစီမှာ data အရန်များတယ်ပေါ့နော်ဘာလို့ Google ကသိတဲ့အတိုင်းပဲကျွန်တော်တို့အရင်တော့တခုမသိရင် Google ရှာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့မှာသူ့မှာ data အကြီးပဲအဲ့တော့မြန်မာစာကလည်းအမှန်ဆုံး Google Gemini ပါ ChatGPT ကတိတ်မှန်မှန်ဒါပေမဲ့အခုတော်တော်တိုးတက်လာတယ်လို့ပြောရမယ်ခုနကဒီမှာသူပြန်လိုက်တဲ့ဟာဆိုလို့ရှိရင်မစိုးဘူးဒီဟာအရင်တော့တော်တော်စုပ်တယ် ChatGPT ကပေါ့နော်အဲ့တော့ကျတော့ဟုတ်ပြီဒါက AI ကိုကျွန်တော်အချင်းချုပ်ပြီးပြောပြလိုက်တာပေါ့နော် AI ဆိုတာဘာကြီးလုံးဆိုလို့ရှိရင်လိုအပ်တဲ့ဟာအကုန်လုံးကျွန်တော်တို့ခိုင်းလို့ရတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဘာလုံးဆိုလို့ရှိရင် you are intelligent assistant ပါပေါ့နော်ကျွန်တော်တို့ဦးနောက်စားပြီးလုပ်เสียမလို့ဒီခေတ်ကြီးထဲမှာပေါ့နော်ဦးနောက်တားစားเสียမလို့တော့ဘူး AI ကိုကျွန်တော်တို့ခိုင်းလို့ရတယ်အဲ့တော့ကျွန်တော်တို့ရဲ့ digital brain ပေါ့နော် AI ဆိုတဲ့ဟာက okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့စမယ်ပေါ့ဒီမှာ AI view AI tools တွေအများကြီးရှိတယ်ပေါ့နော်အခုနောက်ပြောသလိုဒါတွေတင်မဟုတ်ဘူးအများကြီးပဲအခုနောက်ပိုင်း AI နေဆိုလို့ရှိရင်အရင်ကျန်းသွားတာဘာလို့ဆိုကိုယ်တော်ဘာမှလုပ်เสียမလို့ဘူးသူက auto အုံနဲ့ချနေတာပေါ့နော်သိရမလားဟိုဒီစီးပွားရေးလုပ်တဲ့လူတွေဆိုရင်ပိုအဆင်ပြေလိမ့်မယ်သူတို့ data တွေ research လုပ်တာတို့ဟို auto reply ပြန်တာတို့ပေါ့နော်အဲ့လိုမျိုးတွေအများကြီးပဲအခုကိုယ်ကဘာမှလုပ်เสียမလို့သူ့ကို instruction လှမ်းပေးလိုက်အောင်သူကအကုန်လုပ်သွားတာအရန်ကိုမြန်သွားပြီပေါ့နော်အဲ့လိုမျိုး data တွေနဲ့ပတ်သက်ပြီး analysis လုပ်တာလို့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဆရာမတွေအဲ့လောက်ထိလိုလားဆိုတော့မလိုအပ်ပါဘူးပေါ့နော်အဲ့တော့ကြတော့ဟိုအဲ့လောက်ထိမသိလဲဘာမှမဖြစ်ဘူးအဓိကဘာအောင်ဆိုကျွန်တော်တို့ကဒီကိုသုံးမဲ့ tools ပေါ့နော်ဒီမှာကျွန်တော်အဓိကထားပြီးပြောပြီးမှ ChatGPT ရဲ့ Gemini ရဲ့ပေါ့နော်အဲ့တော့ ChatGPT ကတော့ကျွန်တော် plus version ကိုနဲ့သုံးတာတော်တော်ကြာနေပြီပေါ့နော်Gemini ကတော့ကျွန်တော်မသုံးဘူးဘာလို့လဲဆိုလို့ရှိရင်ဟိုပါပေါ့ကျွန်တော်စသုံးခဲ့တဲ့ကျွန်တော် ChatGPT ကိုသုံးတာ ChatGPT ရဲ့ vibe ကိုကြိုက်လို့ပေါ့နော်အဲ့တော့ဟိုအချစ်ဦးလို့ဖြစ်သွားတာပေါ့နော်နောက်ပိုင်းဘယ်ကောင်းတဲ့ဟာဖြစ်ဖြစ်ကျွန်တော်အဲ့တိတ်ချင်းမခုံတော့ ChatGPT ပဲသုံးဖြစ်တာပေါ့အဲ့တော့ဒီဆရာမကြီးပေါ့နော်အဆောင်သုံးကျင်တယ်ပေါ့နော်ဘာလာ down ကျင်တယ်ဟေးဆိုလို့ရှိရင် ChatGPT တာသုံးအဲ့ဒါက the right choice ပဲအဲ့တော့မဟုတ်ဘူးကိုကမြန်မာလိုသုံးကျင်တာပေါ့နော်မြန်မာကတင်တဲ့ဆရာမတွေဖြစ်ဖြစ်ဒါမှမဟုတ်မြန်မာလိုလေးပဲအားရတာဆိုလို့ရှိရင် Gemini သုံးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ Gemini ကတော့မြန်မာလိုက the best ပဲနော် ChatGPT က the best မဟုတ်ဘူးလို့ပြောမဟုတ်ပေါ့နော်ဒီကို professional letters တွေပါတယ် email တွေပို့ရတဲ့ဟာပေါ့ report တွေရေးတာဆိုလို့ရှိရင်တော့Google Gemini တာသုံးပါလို့မြန်မာလိုရေးရတဲ့ဟာဆိုလို့ရှိရင်ပေါ့နော် okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အခုနကျွန်တော်ပြောရပေါ့နော် teachers တွေကသူက hours of ဘာလို့အချိန်ရမ်းကုန်တယ်ပေါ့ဒါတွေပြင်တဲ့အချိန်ပေါ့နော်ကျွန်တော်တို့တရက်နော်ဘာလို့ဆိုဆရာမတွေဆိုတော့ဒါတွေကအကုန်လုံးသိတယ်ပိန်းနေတာတားတူတယ်ပေါ့နော်ဒီ lesson plan ပြင်ရတာကြာတာရယ်ပြီးတော့ကြာတော့ဟိုဘာတော့ PowerPoint ပြင်ရတာတို့ worksheet ပြင်ရတာတို့ activities တွေပြင်ရတာတို့ test တွေပြင်ရတာတို့ပြီးတော့ report card တွေပြင်ရတဲ့ဟာတို့ timetable ဆွဲရတဲ့ဟာတို့အများကြီးပဲ right ဆရာမတွေဆိုအရှိတဲ့လောက်တနားတင်လိုက်ဖို့အတွက်ကိုအနောက်မှာအများကြီးကျွန်တော်တို့လုပ်ရတယ်ပေါ့နော်ဒီ lesson plan လုပ်ရတဲ့ဟာပေါ့နော်အဲ့တော့ဟုတ်ပြီဒါ before AI နဲ့ after AI ပေါ့နော်ဒါက story မဟုတ်တကယ်နော်အဲ့လိုဆိုဒါအဲ့ lesson plan ဆိုလို့ရှိရင်အရင်က2နာရီကြာလိုက်မယ်1နာရီကြာလိုက်မယ်ပေါ့နော်ဒါပေမဲ့ဘာလို့ဆိုတော့ကြာတော့ AI နဲ့ဆိုလို့ရှိရင်10 minutes အဲ့လောက်ပဲဒါအများဆုံး10 minutes ဆိုတဲ့ဟာအဲ့တော့ quiz တွေဆိုလဲအဲ့တိုင်းပဲ1 minute 2 minute နဲ့ပြီးသွားတာအရမ်းမြန်တယ် AI ခေတ်ကြီးမှာပေါ့နော် worksheet တွေလည်းအဲ့တိုင်းပဲကျွန်တော်တို့ email ဘာညာပေါ့နော်အများကြီးပဲအဲ့ဟိုကျွန်တော်တို့ post တွေဝင်ကြည့်ရဆရာဆရာမတွေဆိုသိလိမ့်မယ်ပေါ့နော်ကျွန်တော်ဆိုတင်ထားပြီးရသူတို့တွေရဲ့ reviews တွေဆိုလို့ရှိရင်လည်းဒါတွေတက်ပြီးတဲ့အချိန်မှာဘယ်လောက်ထိဘယ်လို time saving ဖြစ်သွားပါတယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ကြတော့တော်တော်ကြီးကိုပေါ့နော်ဒါက
AI ကတော်တော်ကြီးကိုဟိုဖြစ်တာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေ့အဓိကပြောပေးမယ့်ဟာကအဲ့ prompt engineering ကျွန်တော်တို့ Minerva ရဲ့ prompt engineering framework တစ်ခုရှိရပေါ့နော်အဲ့ဟာနဲ့ကျွန်တော်ဒီ lesson plan လုပ်နည်းတစ်ခုကိုကျွန်တော်ပြပေးမယ်ပေါ့နော် okay အဲ့တော့ဒီ prompt engineering ကိုဘယ်လိုနားလဲတော့မသိဘူးပေါ့နော် okay instruction ပေးတဲ့နေရာတွေမှာပေါ့နော်။ဥပမာ lesson plan လုပ်တဲ့အခါမျိုးကြလို့ရှိရင်ကိုလိုချင်တဲ့ goals တွေကိုပေါ့နော်။အဲ့ဟာကိုအဓိကတည်တည်ချာချာလေးပြပေးနိုင်တဲ့ဥစ္စာလို့တော့နားလည်ပါတယ်ချက်ဟုတ်။ ဟုတ်ကဲ့ပါဟုတ်မှန်ပါတယ်เนาะအဲ့တော့ prompt ဆိုတဲ့ဟာကျွန်တော်တို့ instruction ပေးတာပဲပေါ့เนาะအဲ့တော့ဟုတ်ပြီတော်တော်များများပေါ့နော်ကျွန်တော်တို့ဒီ AI မေးတဲ့အချိန်မှာလေအရန်ကိုလေဘယ်လိုပြောမလဲထောကန်တယ်ပေါ့တခါကြလို့ရှိရင်ကိုမေးတဲ့ဟာကထွက်မလာဘူးပေါ့ answer ကပေါ့နော်မေးတဲ့ဟာကိုရမလာဘူးပေါ့အဲ့မရတဲ့ဟာတကယ်တမ်း problem က prompt problem ဒီ prompt ပေးတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဟိုတေချာကိုရအောင်မပေးလိုက်တဲ့အတွက်ကြောင့်မလို့ထွက်လာတဲ့ result ကလည်းအဆင်မပြေတာပေါ့နော်တခါကြလို့ရှိရင်တော့ AI ကတော့ error တက်တာတော့မှန်တယ်ပေါ့နော်အဲ့တော့ mostly ကသူကဘာလို့ဆိုတော့ prompt problem ဖြစ်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ framework တစ်ခုပေးမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် okay ဒီရာပေါ့နော်ဒါ Minerva ရဲ့ကျွန်တော်တို့ RTCF framework ပေါ့နော်အဲ့တော့ဒီ prompt ပေးတဲ့ဟေးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ၄ခုပါလားပေါ့နော်တစ်ချက်ပေါ့နော်အခုဒီထဲမှာဆရာမတွေထဲမှာဒါဘလို့နေပေါ့နော်၃ခုရဲ့လူတွေအများကြီးပါတယ်အဲ့တော့ကြတော့ပေါ့နော်ကျွန်တော်တစ်ခုချင်းစီကိုတော့တခြားလေးရှင်းပြမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ lesson plan လုပ်တဲ့ဟာကိုပြပေးမယ်ပေါ့နော်အဲ့တော့ကြတော့ဒီရာတွေအကုန်ပါလားတစ်ချက်လောက်ကိုယ့်နဲ့ကိုပြန်တိုက်ကြည့်ကြည့်ပေါ့ကျွန်တော်ပြောနေတဲ့အချိန်မှာပေါ့နော်ဘာလို့အဲ့လိုဖြစ်တုံးပြီးတော့ကိုကလိုချင်တဲ့ result ရမလားဟေးဆိုလို့ရှိရင်ကိုယ့်ရဲ့ prompt ကဘယ်နေရာမှာလိုနေရအောင်ဆိုတဲ့ဟာကိုကျွန်တော်တို့ပြန်ကြည့်ဖို့လိုတယ်ပေါ့နော် okay ဟုတ်ပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ role ရဲ့ tags ရဲ့ context ရဲ့ format ရဲ့ပေါ့နော်အဲ့တော့ဒီ၄ခုပေါ့နော်ဟုတ်ပြီအဲ့တော့ပထမဆုံးကျွန်တော်တို့ role ပေါ့နော်ကိုက AI ကိုခိုင်းတဲ့အချိန်မှာ role တစ်ခုပေးလာပေါ့နော်ကိုယ့်နဲ့ကိုပြန်စဉ်းစားကြည့်စီဘာလို့ဆိုတော့ role ကလေ AI ဟုတ်ပြီကျွန်တော်က okay I have a question ပေါ့နော်လူတိုင်းက lesson plan ပြင်တတ်လား အပြင် ဘုံ လိုက် လုံးကတော့မ မ တက် ဟုတ် ဘူး ဘူးရှင် ဟုတ်ပြီနော် okay အဲ I'm so sorry တိလားဘာလို့ဆိုတော့ဘာလို့ message ဟိုဟာကျွန်တော်ဘယ်လိုဖြစ်လို့ဘယ်လို error တက်တော့မသိဘူးကွာ message မပေါ်ဘူးဖြစ်နေလို့ကျွန်တော်တစ်ခါတစ်ခါပဲဝင်ကြည့်နေရတယ် okay ဟုတ်တယ်အဲ့လူတိုင်းက lesson plan မပြင်တတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့က AI ကိုလည်းလေ lesson plan ပြင်ပေးပါလို့ပြောတယ်ဟေ့ဆိုလို့ရှိရင်သူကဘယ်လိုလုပ်သိမှာတော့အဲ့တော့ကျတော့ကျွန်တော်တို့ကထားလိုက်ပါတော့ we are teachers เนาะအဲ့တော့ကျကို teachers တွေဆိုလို့ရှိရင်ကိုကပြင်တတ်တယ်ထားလိုက်ပါ teachers မှာမှကွာ math teacher က English lesson ကိုပြင်ဆိုလို့ရှိရင် तू မပြင်နိုင်ဘာလို့ဆိုတော့ तू မသိဘူး English ရဲ့ perspective ကို right အဲ့တော့ကျကျွန်တော်တို့က AI ကိုခိုင်းတယ်ဟေ့ဆိုရင် rule မပေးဘူးဆိုလို့ရှိရင် तू ကလှုပ်ရှင်အောင်လုပ်ပလိုက်တာအဲ့တော့ကျ rule ကဘာတော့ဆိုလို့ရှိရင် the job you want AI to pretend to be သူ့ကို role တစ်ခုပေးလိုက်တာနေက English ဘာတော့experience English teacher တယောက်အနေနဲ့ role ယူလိုက်ဒါမှမဟုတ်နေက designer တယောက်ဒါမှမဟုတ်နေက content creator တယောက်နေက science teacher တယောက်နေကကျောင်းအုပ်တယောက်နေက elementary supervisor အဲ့လိုမျိုးကျွန်တော်တို့က role ပေးလိုက်တာအဲ့တော့တစ်ချက်ပြန်ကြည့်ကြည့်ပေါ့ကိုခိုင်းလိုက်တဲ့ဟာက result ကောင်းကောင်းမထွက်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က role မပေးလိုက်လို့လားဆိုတဲ့ဟာပေါ့เนาะ role ဆိုတဲ့ဟာ the job you want AI to pretend to be အဲ့လိုမျိုးသူ့ကိုစဉ်းစားစေချင်တာအဲ့တော့နေကကျောင်းတယောက်လို့ပြောရဟေ့ဆိုရင် तू ကကျောင်းလို့ပဲတွေးတော့မှာအဲ့ချိန်မှာ तू teacher တယောက်လို့ तू တွေးမှာမဟုတ်ဘူးကျောင်းတယောက်ရဲ့အတွေ့အထည် teacher တယောက်ရဲ့အတွေ့မတူဘူးအဲ့တော့ကျောင်းဆိုလို့ရှိရင် तू က administration ဘက်ကလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ तू ကကျောင်းဆိုလို့ရှိရင်ဘယ်လိုဆိုတော့ကျောင်းပုံစံတိုင်း तू တွေးမှာတွေးရဆိုလို့ရှိရင်ကျွန်တော်တို့က role ပေးဖို့လိုတယ်ပေါ့เนาะအဲ့တော့ကျတော့ experience English teacher ဆိုလို့ရှိရင် experience English teacher တယောက်အနေနဲ့ပဲသူကတွေးမှာတခြားလို့သူတွေးမှာမဟုတ်ဘူးအဲ့တော့ကြာကျွန်တော်တို့ကအဓိက role လေးပေးလိုက်ပေါ့နော် AI ကိုဟုတ်ပြီနင်ကဘယ်လိုတွေးပါဆိုတဲ့ဟာမျိုးသူ့ကိုခိုင်းလိုက်တာ okay ဟုတ်ပြီနောက်တစ်ခုကကျတော့ဘာလို့ဆိုလို့ရှိရင်ဘယ်သူမှမသိတော့နောက်တစ်ခုကဘာလဲစာမေးနေပါလား yes ဟုတ်လား ချက် role ပေးရင်ဘာလာတော့
task task ဟုတ်တယ်เนาะအဲ့တော့ task ကဘာလို့ဆိုလို့ရှိရင် the job you want AI to complete เนาะ AI ကိုဘာလုပ်ခိုင်းမှာလဲပထမဆုံး role ပေးလိုက်ပြီးနင်က experience English teacher တယောက်ဟုတ်ပြီပြီးလို့ရှိရင် task ဘာလုပ်ခိုင်းမှာတော့သူ့ခိုင်းမဲ့ဟာ instruction လာပြီအဲ့တော့ create a lesson plan လုပ်ခိုင်းမှာလားဒါမှမဟုတ် quiz လုပ်ခိုင်းမှာလားဒါမှမဟုတ်ကလေးတွေရေးထားတဲ့ essay ကို feedback ရေးခိုင်းမှာလားဒါမှမဟုတ် classroom activities လုပ်ခိုင်းမှာလားဒါမှမဟုတ် games လုပ်ခိုင်းမှာလား right ဒါမှမဟုတ် report ရေးခိုင်းမှာလား presentation slide ပြင်ခိုင်းမှာလားဘာလုပ်ခိုင်းမှာတော့ task နော်အဲ့တော့ကျွန်တော်တို့ကဒီဟာနောက်ဒုတိယတစ်ခုက task နော်အဲ့တော့ create a lesson plan for teaching passive voice နော် create a lesson plan for like Russian math teachers တွေဆိုလို့ရှိရင်ဟုတ်တယ်မလား science ဆိုလို့ရှိရင် global warming လားနော်အများကြီးရှိတယ်ပေါ့နော်အဲ့တော့ pollution နဲ့ပတ်သက်ပြီးပြောမလားเนาะအဲ့တော့ကျတော့ဒါတွေကဘာလို့ဆိုတော့ကျွန်တော်တို့က tax rule ပေးလိုက်တယ်ပြီးလို့ရှိရင် tax သူ့ကိုခိုင်းပြီးเนาะခိုင်းပြီးတော့နောက်တစ်ခုကဘာတော့ RT ပြီးတော့နောက်တစ်ခုကဘာတော့မသိ context context okay good အရင် bright ဖြစ်ကြရနော်တရားဆရာမလေးတခုံးပဲပြောတာအကုန်မှတ်မိတယ် okay ဟုတ်ပြီအဲ့တော့ context เนาะအဲ့တော့ context ကဒီကအရင်အရေးကြီးရဲ့နော်ဒီလား AI ကိုကျွန်တော်တို့က background information ပေးတာအဲ့တော့ကျွန်တော်တို့ကဟုတ်ပြီ background information ကဘာတော့ဆိုတော့ကျွန်တော် AI ကိုကျွန်တော်တို့ကလေစသုံးပြီဆိုပြီးတော့ဒီမှာတော်တော်များများထားရောက်ကအကုန်သုံးနေပြီသား right အဲ့တော့ကျတကယ်လို့လေကိုကလေ AI ကိုဘယ်သူဘာမမိတ်ဆက်ရသေးဘူးဆိုမိတ်ဆက်တော့ AI ကိုဘာလို့ဆို AI ကိုရဲ့ဂျားထဲမှာ relationship တစ်ခုကျွန်တော်တို့တည်ဆောက်ဖို့လိုတယ်ဘာလို့ဆို AI ကကိုဘယ်သူမှသူမသိဘူးဆိုလို့ရှိရင် तू suggest လုပ်ဖို့ तू တော်တော်ခက်ခဲလိမ့်မယ်အဲ့တော့ကျအရင်ဆုံးကိုကသူ့ကိုပြောရမှာငါဘယ်သူပဲဝါနာမည်ကိုပြောရမဟုတ်ပေါ့နော်နာမည်ပြောလည်းပြောပေါ့နော်အဲ့တော့ငါဘယ်သူပဲဝါမြန်မာနိုင်ငံမှာနေတယ်ဒါမှမဟုတ်ထိုင်းကျောင်းမှာလုပ်နေတယ်ဘယ်မှာလုပ်နေတယ်ငါပဲဘာတော့ဒီထားလိုက်ပါတော့10နှစ်ကနေ13နှစ်ကြာကလေးတွေကိုငါစာသင်နေတာငါသင်တဲ့ subject ကတစ်ခုဆိုတစ်ခုနှစ်ခုဆိုလည်းနှစ်ခုပေါ့ငါကျောင်းရဲ့ schedule ကဒါအဲ့တော့သူ့ကိုကပြောတယ်ဟေးဆိုလို့ရှိရင် तू ကကိုယ့်အကြောင်းသိလေ तू ကကိုယ့်ကိုလေ feedback ကောင်းကောင်းပေးနိုင်နေလေပဲအခုဆိုလို့ရှိရင် AI ဆိုရင်ကျွန်တော်ကောင်းကောင်းသိတယ် तू ကသိတော့ဘာလို့ကျွန်တော် train ထားလို့ကိုက AI ကို train ရတာအဲ့တော့ကျတော့ကိုကစပြီးသုံးပြီဆိုကြတဲ့ကပေါ့နော် तू ပြောလိုက်တဲ့ဟာတွေကိုyes ဆိုပြီးအဲ့လိုမျိုးယူရမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကမကြိုက်ဘူးကျွန်တော်ဆိုရင်ပြန်ပြင်ငါ့ကိုဖြေလို့ရှိရင်ဒီပုံစံအတိုင်းပဲဖြေပြီးကျွန်တော်ဆိုလို့ရှိရင်ကျွန်တော် IELTS class ဆိုလို့ရှိရင်ကျွန်တော်ဒီ AI နဲ့ချတာများတယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်သူ့ပြောတာမဟုတ်ဘူးဒါကလေးတွေအတွက်ဒါဟိုဖြစ်တယ်ဆိုလို့ရှိရင်ငါ့ကိုဒီတိုင်းပဲငါ့ကိုဖြေတခြားအတိုင်းမဖြေသူဆိုသိသွားပြီကျွန်တော် IELTS class ဆိုလို့ရှိရင်ဘယ်ဟာပြင်ပါလာတယ်ဘာပြင်ပါလာတယ် format ကိုနည်းမှတ်ထားလို့တခါတည်းပြောရတာကျွန်တော်ဆိုလို့ရှိရင်အဲ့တော့じゃဆရာမအနေနဲ့လည်းအဲ့လိုမျိုး AI ကို train လို့ရတယ်ပေါ့နော်အဲ့တော့ကြတော့ကိုက free 33တိတ်33ပေါ့သူ memory မှတ်တဲ့ဟာပါတယ်လीနော်အဲ့တော့ကြတော့သူမှတ်ထားတယ်အဲ့ဟာကိုအဲ့တော့ကြကျွန်တော်တို့က AI ကိုဘာလို့ဆို AI ကိုနဲ့ကြာမှာ relationship တစ်ခုကျွန်တော်တို့တည်ဆောက်ဖို့လိုတယ်ပြီးတော့ကြ AI ကိုကျွန်တော်တို့ရဲ့ context ပေါ့ background information ပြောဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကထားလိုက်ပါတော့ဒီမြန်မာမှာပေါ့ဒီ government school မှာကိုကလုပ်နေတယ်လုပ်နေတဲ့အချိန်မှာထားလိုက်တော့ပေါ့နော်ပြင်လွတ်မှာပေါ့နော်ရှစ်တန်းကလေးတွေကိုကွာတင်နေရဲဆိုတာဟာမျိုးကိုကျွန်တော်တို့ကပြောတယ်ပေါ့နော် AI ကိုအဲ့ဒါဆိုလို့ရှိရင်တကယ်မြန်မာမှာလို့ပြောရင်တော့အဲ့ဒါ not good enough နော်ကျွန်တော်တို့အဲ့ဒါမလုံလောက်ဘူးဘာလို့လုံဆိုတော့ကြတော့မြန်မာဆိုလို့ရှိရင်ကျွန်တော်တို့ရန်ကုန်ကကလေးရဲ့မန္တလေးကကလေးရဲ့မတူဘူးတူကုန်မတူတာအဲ့ဟာအဲ့တော့ကျွန်တော်တို့အဲ့ contrast ကိုတခြားပြောဖို့လိုတယ်ဟိုထားလိုက်ပါနေဆိုလဲဘယ်မှာဟိုဖြစ်တယ်ပေါ့ဟုတ်လားဒါကျွန်တော် discriminate လုပ်ပြီးပြောနေရမှာမဟုတ်ဘူးပေါ့နော်အဓိကဘာလို့ဆိုတော့တေးသေးဆာဆာကျွန်တော်တို့က detail ပေးလေဟိုAI ကပေါ့နော်ကျွန်တော်တို့ကိုဘယ်လိုပြောမလဲရလာတဲ့ result ကကောင်းလာလေပဲအဲ့တော့ကျွန်တော် detail ပြောပေးဖို့လိုတယ်ပေါ့နော်ဒီ context ကိုပြောတဲ့အချိန်မှာအဲ့တော့ subject ကိုတင်တဲ့ဟာ student level age group class duration ပေါ့နော်အဲ့ဟာကိုကျွန်တော်တို့ပေးဖို့လိုတယ်အဲ့တော့ကျတော့ lesson plan ပြင်တိုင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပုံမှန်ဆိုလို့ရှိရင်45 minutes ဒါမှမဟုတ်1 hour ပေါ့နော် lesson plan ကအဲ့တော့ကျတော့ကျွန်တော်တို့ဘယ်လောက်ကြာမလဲပဲ context နဲ့အဲ့လိုမျိုးတေချာလေးပြောပြရဆိုလို့ရှိရင်ကျွန်တော်တို့ result ကောင်းကောင်းထွက်တယ်ပေါ့နော်ထွက်တဲ့ဟာက okay နောက်တစ်ခုကဘာဖြစ်မလဲမသိဘူး format formula format yes เนาะ format ပါဟုတ်တယ်เนาะ format ဟုတ်တယ် format ပါအဲ့ဒါကြတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့က AI ကိုဖယ်ပုံစံမျိုးလိုချင်တာဒီ answer ကိုငါ့ကိုဒီ format နဲ့ပေးကျွန်တော်ကပြောသွားရပေါ့နော် bullet point နဲ့ပေးရင်ပေးငါ့ကို table နဲ့ပေးရင်ပေးเนาะဘယ်ပုံစံမျိုးကျွန်တော်တို့ကလိုချင်တာတော့ကိုလိုချင်တဲ့ပုံစံကိုသူ့ကိုပြောလို့ရတယ်เนาะအဲ့တော့ကြတော့ဒီ RTCF ပေါ့နော်ကျွန်တော်တို့ဒီ framework ကိုကျွန်တော်တို့တေချာလေးပြင်လိုက်တယ်ဟေးဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ result တွေကပိုကောင်းသွားလိမ့်မယ် AI ကိုခိုင်းနေဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဒီ RTCF framework ကိုကျွန်တော်တို့
ဟိုလုပ်ဖို့လိုတယ် stick လုပ်ဖို့လိုတယ်ပေါ့အဲ့တော့မေးစရာ question ကပေါ့နော် role ကြီးကအများတိုင်းထည့်ပြောနေရမှာလားဆိုတဲ့ question ပေါ့နော် no yes and no ပေါ့နော်ဘာလို့ yes and no လို့ပြော yes ဆိုတဲ့ဟာတကယ်လို့ထားလိုက်ပါတော့ကိုကဒီ science တစ်ဘာသာလည်းတင်တာမဟုတ်ဘူးပေါ့တခြားတွေလည်းတင်တယ်ပြီးတော့တခြားစီးပွားရေးလည်းလုပ်နေတဲ့ဟေ့ဆိုလို့ရှိရင် role ကတော့အဲ့မှာပြောင်းသွားလိမ့်မယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီမှာပေါ့နော်စီးပွားရေးလုပ်နေတဲ့ဆရာဆရာမတွေပါတယ်ဟေ့ဆိုလို့ရှိရင် page လို့ရှိရဲဘာဒီ chart business တစ်ခုခုရှိရဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ content ဖန်တီးကိုင်းတဲ့ဟာတွေလည်းရှိလိမ့်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က role ပေးတဲ့အချိန်မှာမတူတော့ဘူးအဲ့ချိန်မှာသူဆရာလို့စဉ်းစားရမှာမဟုတ် content creator တယောက်လို့စဉ်းစားရမှာအဲ့တော့ကြတော့ it's depend on the situation အဲ့တော့ကြတော့ကိုကမဟုတ်ဘူးကျွန်တော် science ဆို science ပဲတင်တာတခြားလို့မလုပ်ဘူးဟေ့ဆိုလို့ရှိရင် AI ကကိုယ့်ကိုကောင်းကောင်းသိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုထပ်ခါတလဲလဲပေးစရာမလိုတော့ဘူး तू သိသွားပြီကိုဘာလုပ်တုံးဆိုတဲ့ဟာအောင်အဲ့တော့အဓိကဘာလို့ဆိုတော့ကျွန်တော်ပြောသလိုမျိုးပဲဒီအခု RTCF framework ကိုတစ်ချက်ကြည့်ပေါ့နော်အဲ့တော့じゃ role ကလိုရင်ထည့်ပြီးမလိုရင်မထည့်ပြီးနဲ့ပေါ့နော်အဲ့တော့ context ကလည်းအဲ့တိုင်းပဲလိုရင်ထည့်မလိုရင်မထည့်နဲ့ပေါ့ဘာလို့လဲဆိုတော့ကိုကဒီကလေးတွေကိုပဲနေ့တိုင်းဓာတ်တွေပဲတင်နေဟေ့ဆိုလို့ရှိရင် context က तू က AI ကမှတ်သွားပြီးအဲ့ဟာကိုအဲ့တော့ကျွန်တော်တို့အများတိုင်းထည့်စရာမလိုဘူးပေါ့နော်အဲ့တော့じゃတော့ထွဲစရာလိုတဲ့နှစ်ခုကဘာတော့ဆိုလို့ရှိရင်ဘာနဲ့ဘာတော့အဲ့ဒါဆို rule နဲ့ context နဲ့ အာဒီ tax ပေါ့နော်ခိုင်းတဲ့ဟာပေါ့နော် tax ရဲ့ကျွန်တော်တို့ format ရဲ့ပေါ့နော်ဘယ်ပုံစံလိုချင်တာတုံးဆိုတဲ့ဟာပေါ့နော်အဲ့တော့ကျတော့ဓာကြီးကဓာတ်တွေကုန်ပါမလားဆိုတော့ကျတော့လည်းမဟုတ်ဘူးကျွန်တော်ခုနကပြောသလိုမျိုးပဲပေါ့နော်တကယ်လို့ AI ကိုရမရင်းနှီးသေးဘူးဆိုလို့ရှိရင်အရင်ရင်းနှီးမှုယူပါယူပြီးပြီဟေးဆိုလို့ရှိရင်ကျွန်တော်တို့ဘာတော့ तू ကကိုယ့်ကိုသိသွားပြီဟေးဆိုလို့ရှိရင်အဲ context ကိုထည့်ပေးစရာမလိုတော့ပြီးသွားပြီအဲ့တော့ကိုကဒီအတွက်ပဲဟေးဆိုလို့ရှိရင်အဲ့ rule ကိုကျွန်တော်တို့ထည့်ပေးစရာမလိုတော့ဘူးအဲ့တော့ခိုင်းတဲ့ဟာကိုပဲကျွန်တော်တို့ခိုင်းလိုက်ရုံပဲအချိန်မှာနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီ prompt ပေါ့နော်အဲ့တော့ experience English teacher နင်က experience English teacher ဒါမှမဟုတ် add like a experience English teacher ပေါ့နော် experience English teacher တယောက်လိုမျိုး add လုပ်လိုက်ဟုတ်ပြီဒါကကျွန်တော်တို့ဘောင်းဆိုတော့ role ပေးလိုက်တာသူ experience English teacher တယောက်အနေနဲ့တွေးလို့ပြောလိုက်တာနော်တာမန်လူတယောက်အနေနဲ့တွေးရမှာမဟုတ် experience English teacher တယောက်အနေနဲ့တွေးပြီးပြီဆိုလို့ရှိရင်45 minute lesson plan ဘာတော့ဆိုလို့ရှိရင် to teach adjective တင်ဖို့ဘယ်သူတော့ဆိုလို့ရှိရင် to intermediate ESR student ကျွန်တော်ဒီမှာ context ထည့်ပေးထားတယ် intermediate students နော်အဲ့တော့ create a lesson plan ဆိုတဲ့ဟာကြီးကကျွန်တော်ဘာတော့ဆိုကျွန်တော်သူ့ကိုခိုင်းတဲ့ tax နော်အဲ့တော့ဒီ45 minute ရဲ့ intermediate ESR student ဆိုတဲ့ဟာကျွန်တော်ကကျွန်တော် context ကိုပြောတာဒီမှာမှကျွန်တော်ကမဟုတ်ဘူးဘာတော့ C1 level B2 level တိုက်သလိုခိုင်းလို့ရတယ်သူ့ကိုခိုင်းတဲ့ဟာပေါ့နော်အဲ့မှာကျွန်တော်ကပြောလိုက်တယ် warm up activities တွေပါထည့်ပေး practice exercise တွေရဲ့ homework တွေပါထည့်ပေးနော်ပြီးတော့ကျွန်တော်တို့ကဒီမှာဘာအောင်ဆိုတော့သူ့ answer key တစ်ခါတည်းတောင်းလို့ရတယ်သူဒီမှာဒီ exercise မှာနော်ဟိုဟာဘာတော့ answer key ထည့်ပေးအောင်လို့ဘာလို့ကိုယ့်နဲ့ကိုယ်စဉ်းစားရဟေ့ဆိုလို့ရှိရင်အချိန်ကြာတယ်ပေါ့ကိုယ်က AI သုံးပြီးတာပြင်သွားကြသူများပေါ့ဘာလို့ AI ကိုတစ်ခါတည်း answer key ပါတောင်းလိုက်တယ်တောင်းပြီးတော့အဲ့ဒါတွေပါထည့်ပေးဆိုပြီးပြောလိုက်တာပေါ့နော် okay ဒါကကျွန်တော်တို့ဒါ example prompt ပေါ့နော်ဟိုကလေ prompt ကလေကျွန်တော်တခုပေါ့နော်တော်တော်စိတ်တိုင်းမကြတဲ့ဟာဘာတော့ဆိုတော့ကျွန်တော်တို့ထားလိုက်ပါဘာတွေမြင်နေရအောင်ဆိုတော့ပေါ့နော်ဟို line ပေါ်မှာပေါ့နော်တခုခုခေတ်ဆိုလို့ရှိရင်အဲ့လိုမျိုးအောက်ကနေပြီးတော့ prompt လေးပေးပါ prompt လေးပေးပါဆိုပြီးဇက်တိုက်တွေတောင်းကြတာရယ်ပြီးတော့じゃအဲ့ပြောနေတဲ့လူကသိမလား prompt လို့ကျွန်တော်ရှင် CB ဘာညာလို့ပြောနေတဲ့ဟာမဟုတ် prompt ကအဲ့လိုမျိုးလေးကျွန်တော်တို့တော့ယူရမယ့်ဟာမဟုတ်ဘူးပေါ့နော် prompt ကကိုယ့်အနေကို create လုပ်ရတာပေါ့ကိုယ့်ရဲ့သူတို့ရှိက prompt က generalize လုပ်ထားတဲ့ဟာပေါ့နော်ကျွန်တော်တို့က customize လုပ်ဖို့လိုတာအဲ့တော့သူတို့က generally ဒါဆိုရင်မဟုတ်တကယ်တမ်းကျတော့ကျွန်တော်တို့က teachers တွေကျွန်တော်တို့ကဟုတ်တယ်နော် we are the queen of the classroom ပေါ့နော်အဲ့တော့ဒီ class မှာကိုရီးယားဘယင်အဲ့တော့ကိုလောက်တခြားလူကကို class အကြောင်းမသိဘူး AI ကလည်းကိုလောက်မသိဘူးအဲ့ဒါကြောင့်မလို့ကိုကဘာလို့ဆိုကိုက create လုပ်ရတာ prompt ဆိုတဲ့ဟာအဲ့တော့ကျတော့ကိုလိုတဲ့ဟာကိုကို AI ခိုင်းတတ်ဖို့လိုတယ်ပေါ့နော်အဓိကတော့ပေါ့နော် okay အဲ့ဒါလေးဟိုပြောပြတာပေါ့နော် prompt ကိုအဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော် bad prompt ပေါ့ဒီမှာဆိုလို့ရှိရင်ထားလိုက်ပါတော့ဒီမှာ create lesson plan လို့ပြောတဲ့ဟာကြီးကတအားကိုအဆင်မပြေတာအဲ့တော့ AI ဘာလုပ်ပေးလို့လုပ်ပေးရမယ်လဲမသိဘူးပေါ့နော် create lesson plan ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒါ enough မဖြစ်ပါဘူးအဲ့ဒါဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်40 minutes lesson plan တခါတည်းပြောတယ် block minutes အဲ့ဆိုရင်သူ AI ကကျွန်တော်ပြီးရင် demo lesson ပြပေးပါမယ်ပေါ့နော် AI နဲ့ပေါ့နော်အဲ့တော့40 minutes lesson plan for grade 9 science students ဟုတ်ပြီဘာအကြောင်းတော့ climate change နဲ့ပတ်သက်ပြီးအဲ့မှာကျွန်တော် discussion နဲ့ group activities ပါထည့်ပြီးလို့ကျွန်တော်ပြောရဲပေါ့နော် okay နောက်တစ်ခုကကျတော့ဘာအောင်ဆို make quiz question ဆိုတော့မဟုတ်ဘူးလေကျွန်တော်တို့ quiz question လုပ်တယ်ဆိုလို့ရှိရင်
ဘယ်နှစ်ခုလုံးမှာတော့ right အဲ့ဒါမှကျွန်တော်တို့ဘာတွေထည့်ချင်တာတော့ပါမယ်ဟုတ်တယ်မလားပြီးရင်ဘယ် grade အတွက်တော့ right အဲ့တော့ဟို multiple choice question ထည့်ချင်တာလားကိုက short answer လားเนาะဒါမှမဟုတ် true false လားပေါ့เนาะအဲ့လိုမျိုးအများကြီးကျွန်တော်တို့ထည့်ပေးဖို့လိုတယ်ပေါ့เนาะဒါက better prompt ပေါ့เนาะ okay နောက်တစ်ခုကကျတော့ကျွန်တော်တို့ဟုတ်ပြီ demo တစ်ချက်စလိုက်မယ်ပေါ့เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ create 45 minute lesson plan ဘာအောင်ဆိုလို့ရှိရင် photosynthesis ကိုသင်မှာเนาะဟိုဟာဒီမှာ science သင်တဲ့ဆရာမတွေမြန်ပါလားမသိဘူးเนาะမပါဘူးထင်တယ်လားနော် okay English ဒီပါတယ်ရှင် teacher အော်ပါစာစကားကြပါပါလားလို့အင်္ဂလိပ်စာသင်တဲ့ဆရာမတွေတစ်ချက်လောက်ဟိုပါတော့ emoji ဖြစ်ဖြစ် raise your hand ဖြစ်ဖြစ်မဟုတ်တခုခုလုပ်ပြီးပါ English သင်တဲ့ teachers တွေရှိလားလို့okay များတယ် English သင်တဲ့ teacher တွေက okay yes okay ပါပြီ thank you ပါ okay ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာတစ်ခုအရင်ပြပြီးပေါ့နော်မဲဘယ်သူပုံများအောင်လို့ကြည့်နော်တခြား teachers တွေကတော့ဘာသင်ကြလဲအခုလာတက်တဲ့ဆရာမတွေလည်းမှာရတယ် unmute တွေလုပ်ပြီးပြောလို့ရတယ်ကျွန်တော် message ဖတ်လို့မရဘူးပါဟုတ် Yes teacher sorry match math Chinese သင်တဲ့ဆရာဟုတ်ကဲ့ပါဟုတ် science science okay ဟုတ်ပြီ math ရဲ့ science ရဲ့ English ရဲ့ပေါ့နော်ဟုတ်ပြီတခြားဆရာမတွေရောOkay ဟုတ်ပါပြီအဲ့တော့ကျွန်တော်ဒီဟာကိုပေါ့နော်ကျွန်တော် copy ကူးလိုက်နေပေါ့နော် copy ကူးပြီးပြီဆိုလို့ရှိရင်ကျွန်တော် ChatGPT တွေကိုကျွန်တော်သွားလိုက်မယ်သွားပြီးကျွန်တော်ဒီမှာချလိုက်မယ်ပေါ့နော် Okay အဲ့ဒါဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြောရပေါ့နော်40 minutes lesson plan for grade 9 science students เนาะအဲ့တော့ဘာအကြောင်းတော့ဆိုလို့ရှိရင် climate change နဲ့ပတ်သက်တဲ့ဟာအဲ့မှာဆိုလို့ရှိရင်ကျွန်တော် discussion ရဲ့ group activities ရဲ့ထည့်ပေးပါဆိုပြီးကျွန်တော်ပြောထားတယ်ပေါ့နော်အဲ့တော့ဒီ prompt ကို improve လုပ်ချင်သေးလားပေါ့နော်enough ဖြစ်တယ်လို့ထင်လားပေါ့ခဏလေးပါနော်ကျွန်တော်မိုးရမ်းရွာနေလို့တခါခဏပိတ်ချင်တယ် Okay တခြား Ace Kim က Kings International School อ่ะလားမသိဘူး မဟုတ်ပါဘူးခင်ဗျဒီတိုင်းပဲကျွန်တော်နာမည်ပါ အော်ဟုတ်ကဲ့ပါဟုတ်မေးကြည့်ရနော်နောက်က Kings ပါတော့ကြာ Kings International School ကဆရာမတွေလည်း join ထားလို့လေအားကြောင့်မလို့ဟုတ် Okay ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်မယ်ပေါ့နော်အဲ့တော့ okay ကျွန်တော်ဒါမှ lesson plan စပြင်ခိုင်းပြီး AI ကိုပေါ့ကျွန်တော် instruction ပေးလိုက်တယ်40 minutes lesson plan contest က grade 9 science students တွေအကြောင်းကဘာလို့ဆို climate change နဲ့ပတ်သက်တဲ့ဟာအမှန်မှာကျွန်တော် discussion နဲ့ group activity ကျွန်တော် enter ခါလိုက်မယ်ခဏကြည့်ကြည့်ပါ3 second မှာကျွန်တော်တို့ရလာပြီဒီမှာเนาะ that's it အဲ့တော့ lesson plan ကအဲ့လောက်ကိုလွယ်ပါတယ်เนาะအကြာကြီးမကြာဘူးပေါ့เนาะ3 second ပဲဟုတ်ပြီအဲ့တော့ဒီမှာဆိုလို့ရှိရင် तू ကဒီမှာ40 minutes ကျွန်တော်ကြည့်ကြည့်မယ်ပေါ့နော် grade 9 lesson plan မှာဆိုလို့ရှိရင် तू 5 minutes ကို तू warm up discussion လုပ်ခိုင်းတယ်ပေါ့နော်အဲ့တော့ဒါကခဏလေးနော်
climate change နဲ့ပတ်သက်တဲ့ဟာဆိုတော့ teachers နဲ့ student activities ကသူက question ကိုပြခိုင်းတယ်ပေါ့နော် weather ကဒီနှစ်တွေတော့ဒီမှာဘယ်လိုပြောင်းလဲသွားတာတော့ပေါ့ question ကိုပေါ့နော်အဲ့ဒါဆိုလို့ရှိရင် students တွေကတဲ့သူတို့ partner နဲ့သူ parent share လုပ်ခိုင်းတာ share ideas ပေါ့နော်ဒါက warm up discussion 7 minute ကကျတော့ introduction ပေါ့နော်အဲ့တော့ climate change ကိုသူကရှင်းပြရတဲ့ global warming တို့ greenhouse gases တို့နော် greenhouse effects တို့အဲ့ဒါကို example နဲ့ visuals တွေနဲ့ရှင်းပြပေးတဲ့ဒီမှာသူပြောတဲ့ဟာပေါ့နော်နောက်တစ်ခုကကျ class discussion ပေါ့နော် class discussion ကသူမေးတဲ့ question က what causes climate change ကဘာဖြစ်တာတော့ဘာကြောင့်ဖြစ်တာတော့ပေါ့နော်အဲ့ဟာကိုသူကမေးခိုင်းတယ်အဲ့မှာ students တွေက human causes ပေါ့လူတွေကြောင့်ဖြစ်တာဘာလို့ဆိုလို့ရှိရင် fossil fuel တွေ ban လုပ်တာရယ်ဟို deforestation ပေါ့နော်တစ်တော်တွေကိုခုတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ရယ် transportation တွေကထွက်တဲ့ gas တွေကြောင့်မို့လို့ဖြစ်တယ်ဆိုပြီးဒါကသူပေးထားတဲ့ဟာပြီးနောက်12 minute ကသူက group activity လုပ်ခိုင်းထားတယ်ပေါ့နော်climate change challenge တဲ့เนาะအဲ့တော့ students ကိုသူက group နဲ့ထားလိုက်ပေါ့အဲ့တော့ group တစ်ခုစီမှာပေါ့သူကတစ်ခုက cause နောက်တစ်ခုက effect နောက်တစ်ခုကကျတော့ solution เนาะအဲ့တော့ဒါကြောင့်မို့လို့ဒါဖြစ်တယ်ဒါက solution ရှိတယ်ဆိုတာဟာမျိုးသူက group 3ခုခွဲပြီးတော့ activities လုပ်ခိုင်းတာပေါ့အဲ့မှာသူကကလေးတွေကို idea တွေကို brainstorm လုပ်ခိုင်းတယ်ပြီးလို့ရှိရင်သူက mini poster ဒါမှမဟုတ် mind map ပုံစံမျိုးနဲ့လုပ်ခိုင်းတယ်ပေါ့နော်အဲ့တော့ဒါက group activities နောက်တစ်ခုကကျတော့ group presentation သူတို့လုပ်ထားတဲ့ဟာကိုသူတို့ presentation ပြန်လုပ်အောင်ပါနော်အဲ့တော့ group တစ်ခုစီကသူက key ideas တွေကိုသူက1 to 2 minutes လောက်ပြောလိုက်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဒါဖြစ်တယ်ဒါက cause ဒါက effect ဒါကတော့ဘယ်လိုရှင်းရမှာဒါကတော့ဒါသားတို့သမီးတို့ဖွဲ့ရလာတဲ့ solution ပါဆိုပြီးတော့ကျတော့အဲ့လိုမျိုးလုပ်ရမယ့်ဟာပေါ့နောက်တစ်ခါကျတော့ exit ticket ပေါ့နော်နောက်ဆုံး3 minutes ကနော်အဲ့မဲ့ one cause of climate change ဘာကြောင့်ဖြစ်တော့ one cause one effect ပြီးတော့ကျတော့ one action people can take လူတွေကဘာဘယ်လိုလုပ်လို့ရအောင်ဆိုတာဟာမျိုးကိုနော်ဟုတ်ပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်နောက်တစ်ခါကျ learning objective တဲ့နော်အဲ့တော့ဒီ lesson ပြီးပြီဆိုလို့ရှိရင်ကလေးတွေက climate change ဆိုတာ definition သိသွားလိမ့်မယ်เนาะသူရဲ့ major causes and effect အဓိကဘာကြောင့်ဖြစ်တော့เนาะဆိုရဟာကိုသိသွားမယ်ပြီးလို့ရှိရင် practical solution ပေါ့လက်တွေ့ကျတဲ့เนาะ solution တစ်ခုခုကိုသူတို့တွေ suggest လုပ်နိုင်သွားလိမ့်မယ်ပေါ့เนาะ okay ဒီမှာလိုတဲ့ materials တွေတခါတည်းပြောထားတယ်ဒါက lesson plan ဒါတိတိလေးပဲရှိသေးတယ်ကျွန်တော်ပြရတဲ့ဟာပေါ့เนาะအဲ့တော့ဒါကအလောက်ကိုလွယ်တယ်ပေါ့နော် AI ခေတ်ကြီးတဲ့မှာဆိုလို့ရှိရင်ခဏပဲ online ပဲ within a few seconds မှာ boom that's a lesson plan အဲ့တော့ကျွန်တော်တို့အခုမှစတင်တဲ့ဆရာမဆိုရင်တော့ဘာမှမလုပ်တတ်ဘူးဆိုရင်တော့ကျွန်တော်တို့ AI ကို prompt ကောင်းကောင်းပေးရတဲ့ဟိဆိုလို့ရှိရင်ဘယ်လိုသင်ရမှာတော့ဆိုတဲ့ instruction ကအစားသူကထည့်ပေးလိုက်တယ်အဲ့မှာတခါတည်းပြီးရင်ဘာဆိုဘယ်လိုပြောပါဆိုကျွန်တော်တို့ detail plan တောင်းလဲရတယ်သူစီမှာပေါ့နော်အဲ့တော့ဒီထိဘာပြောချင်တော့ပေါ့နော်ဟုတ်ဟိုတချေ LS မို့မေးပါ အဲ့လိုဆရာမကြားလားမသိ ဟုတ် ဘူး ကဲ့ကြားပါတယ် ဟုတ်ကဲ့ဟိုဟာလေဒီဟာကပေါ့နော် तू ကကျွန်တော်ဟိုစိတ်ထဲမတင်မကြလေးဖြစ်နေတာတခုပေါ့နော် ဟုတ်ကဲ့ ကျွန်တော်တို့ကဟိုဟာ prompt ထဲမှာ climate change အကြောင်းသင်မယ်ဆိုပြီးတော့ပဲပြောလိုက်တာပေါ့နော်ဆိုတော့သူပြန်ပြီးတဲ့ဟာကအရင် general မဖြစ်နေဘူးလားနောက်ပြီးတော့ဒီလိုမျိုးပြီးလိုက်တဲ့ဟာဒီပြောချင်တာကဒီအခုဆရာမထုတ်လိုက်တဲ့ဟာနဲ့ဆိုလို့ရှိရင်တကယ်သုံးလို့ရနိုင်မလားပေါ့နော်နည်းနည်းပို့ပြီး customize လုပ်ရင်ပိုကောင်းနိုင်မလားပေါ့ Okay good question teacher good question ကျွန်တော်ကဒီအားပေါ့နော်ကျွန်တော်ဒီတနာရီအချိန်အတွင်းမှာပေါ့နော်ကျွန်တော်ဒါကိုကျွန်တော် lesson လုပ်ပေးတာပေါ့နော်အဲ့တော့ဟုတ်တယ် teacher ပြောရမယ်နော်ဒါ general ဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့က specific ဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ထားလိုက်ပါ teacher ဘယ်ကျောင်းမှာလုပ်နေလဲမသိဘူးနော်ကွာ ကျွန်တော်အခုလောဆယ်အင်္ဂလိပ်စာသင်နေရတယ်ဆရာမဟိုဟာဘာလို့ပြောရမလဲဟို general English သင်နေရပါပေါ့ဟုတ်ကဲ့ပါဟုတ် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကကျောင်းမှာလုပ်နေတယ်ကျောင်းရဲ့ curriculum ရှိရ right အဲ့တော့ကျွန်တော်တို့လုပ်တဲ့ဟာ curriculum နဲ့ align ဖြစ်မှရတာဒါကျွန်တော်က generally ပြပေးတာအကုန်လုံး right အဲ့တော့ကျွန်တော်တို့ဘာလုပ်လို့ရအောင်ဆိုကျွန်တော်တို့ကျောင်းမှာ textbook တွေရှိတယ်အဲ့ textbook ကိုကျွန်တော်တို့က PDF file ရှိရဆိုလို့ရှိရင်ဒီဟာကို upload လုပ်ပြီးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ lesson plan ပြင်ခိုင်းလို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဘာလို့ဆိုဓာတ်ပုံရိုက်လိုက် PDF file မရှိဆိုဓာတ်ပုံရိုက်ပြီးအဲ့ဒါကို upload လုပ်ပြီးတော့ကြတော့အဲ့ဒါနဲ့ align ဖြစ်မဲ့ lesson plan ကိုပြင်ပေးပါအဲ့လိုခိုင်းလို့ရတယ်အဲ့တော့ကျွန်တော်ကအခုကဘာတစ်ခုမှကိုကျွန်တော်ကဟိုဘာလို့တည့်ပြီးကျွန်တော်ကမေးတာမဟုတ်ကျွန်တော် generally ပဲကျွန်တော်ပြပေးတာအခုဒီမှာကြတော့ဟုတ်ကဲ့ဆရာမဟုတ်ကျွန်တော်ဖြေသွားရထင်တယ်နော်ဆရာမေးတဲ့ဟာကိုဟုတ်ကဲ့အဆင်ပြေပါတယ်ဆရာမဟုတ်ကျေးဇူးပါဆရာမဟုတ်ကဲ့ပါဟုတ်နော်အဲ့တော့ဒါကကျွန်တော် generally ပဲပြပေးတာကျွန်တော်တို့ course တွေကလေဒီလားအခုကျွန်တော်တို့ဒီအပြင်မှာ training ပေးတဲ့ဟာ2ရက်ပေးတာဒီ AI ကို
ဒါကျွန်တော်တနားရီအတွင်းမှာကျတော့ကျွန်တော်မှလေတော်တော်ကိုချုပ်ပြီးအခုကပြမြန်လေးနဲ့ကျွန်တော်ပေးချင်တာကြီးကျွန်တော်အရင်များတယ်ပေါ့နော်အဲ့တော့ကျွန်တော်စဉ်းစားဘယ်လိုပုံစံမျိုးပေးရအောင်ကျွန်တော်တော့ AI ကို free ပထမဆုံးချိန်ပဲကျွန်တော်ပေးတာတရားအဲ့တော့ဒီတနားရီအတွင်းမှာကျွန်တော်ပေးချင်တာအရင်များတော့ကျွန်တော်စဉ်းစားလိုက်တယ်ဟုတ်ပြီငါ prompt ကိုဖြစ်ပေးလိုက်မယ်ပြီးဆိုလို့ရှိရင်ကျွန်တော် demo လေးပြပေးလိုက်မယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဆရာမတွေအတွက်အဆင်ပြေလိမ့်မယ်ပေါ့ကျွန်တော်ကအပြင်မှာဆိုလို့ရှိရင်ကျွန်တော်တို့က Saturday Sunday ဆို2ရက်လုံး9 to 5ကိုဇက်တိုက် train တာတရားကို AI train နေဆိုလို့ရှိရင်ဒီဆရာမတွေအတွက်ကိုဒီ lesson planning ကိုပြီးသွားပြီဆိုတာနဲ့အကုန်ကျွန်တော်တို့ကဘာလို့ဆို custom project လည်းကျွန်တော်တို့လုပ်ခိုင်းနေပေါ့နော်အဲ့တော့ကျတော့ဒီကကျွန်တော်ကဒီတိုင်းတင်သွားတာမဟုတ်ကျွန်တော်အကုန်လိုက်ကြည့်ပေါ့နော်သူတို့ assignment တွေလုပ်တာအဲ့လိုမျိုးတွေကျွန်တော်တို့သွားတာကျွန်တော်တို့ run တဲ့ပုံစံပေါ့နော်အဲ့တော့ဒီတနားကြီးဆိုတော့ကျွန်တော် immediate ချုပ်ပြီးတော့ပေါ့နော်အားလုံးနဲ့အဆင်ပြေမဲ့ဟာကိုကျွန်တော် generalize လုပ်ပြီးကျွန်တော်ချပေးတာအခုကပေါ့နော်ဘာလို့လဲဆိုကျွန်တော်တို့စီမှာအခုလာ join တဲ့ဆရာမတွေတော်တော်များများကပေါ့နော်ကျွန်တော်တို့ဒီ Google form အရာပေါ့နော်တော်တော်များများကမသုံးကြတဲ့လူတွေများတယ်ပေါ့နော် AI ကိုအဲ့ဒါကြောင့်မို့လို့ကျွန်တော်အရင်effective ဖြစ်မဲ့ဟာတခုကိုကျွန်တော်ပြပေးတာပေါ့ဒီဟာကျတော့ lesson planning yeah ပြီးတခြားတော့ပေါ့နော်တခြား LS မို့ thank you ပါနော်မေးပေးတဲ့အတွက်ကြောင့်မို့လို့တခြားဆရာမတွေရောပေါ့နော်ဘာလို့များရှိတော့ပေါ့နော်အဲ့တော့နောက်တစ်ခုကပေါ့နော်ရှိရဆိုလည်းမျိုးထောင်မေးလို့ရတယ်နော်ကျွန်တော်အချိန်လေးဖြစ်မစိုးလို့AI ကပေးလိုက်တဲ့ဟာကိုလေကျွန်တော်တို့ကအင်းဆိုပြီးတော့လေခေါင်းငိတ်ပြီး confuse ရမလို့ပေါ့နော်အဓိကကျွန်တော်တို့ curriculum နဲ့ align ဖြစ်လာပေါ့အဲ့တော့ align ဖြစ်မဖြစ်ဆိုတာလေခုနကကျွန်တော်ပြောသလိုမျိုးပဲကိုသင်နေတဲ့ဟာကိုသူ့ကိုသေချာပြပြီးတော့အဲ့ဒါကိုဆွဲခိုင်းနေဟေ့ဆိုရင် mostly align ဖြစ်တယ်သူကတခါကြလို့ရှိရင်တော့ error တက်တဲ့ဟာတော့ပါတာပေါ့နော်အဲ့တော့ကျတော့ကိုကပြန်စစ်ဖို့ဟာကိုတောင်းပဲအဲ့တော့ AI ကိုလေ 100% စုံလုံးပြစ်ပြီးမယုံနဲ့ AI တက်လို့ကျွန်တော်3ခေါက်လောက်တည်ဘူးတယ်အဲ့တကယ်ကြီးလုံးဝအကြီးကိုတည်ဘူးလားကျွန်တော်အဲ့ live lesson တော်တော်ကြီးရတော့ကြတော့အဲ့တော့သူ့စုံလုံးပြစ်ပြီးတော့သူပြောတဲ့ဟာကိုမယုံနဲ့ professional judgment ကကျွန်တော်တို့စီရလာတဲ့နာသူစီရလာမှာမဟုတ်ဘူးကျွန်တော်တို့က professional teachers တွေအဲ့တော့ကျတော့သူစီရလာမှာမဟုတ်အဲ့တော့ကျွန်တော်တို့ကပြန်ရလာပြီးဟေ့ဆိုလို့ရှင်ဒါကကိုနဲ့ဒီ curriculum align ဖြစ်လာဆိုတာပြန်ကြည့်ဖို့လိုတယ်ပြီးတော့ကျွန်တော်တို့ objective ပေါ့နော် lesson plan လုပ်တယ်ဟေ့ဆိုတာ objective ရှိကိုရှိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ lesson ပြီးသွားရင်ထားလိုက်ပါတော့ဒီ45 minutes lesson ဒါမှမဟုတ်50 minutes lesson တနားရီ lesson ပြီးပြီဆိုဒီကလေးတွေကဒါရကိုရအောင်ပါဒါ objective learning objective ပေါ့နော်အဲ့တော့အဲ့ objective နဲ့သူပေးလိုက်တဲ့ဟာနဲ့ကိုက်လားသူ create လုပ်ပေးလိုက်တဲ့ worksheet နဲ့အဲ့ objective နဲ့ကိုက်လားကျွန်တော်တို့ကပြန်စစ်ရမှာကျွန်တော်တို့တောင်းအဲ့ဟာတော့ AI ကတော့ပေးလိုက်မှာပဲအဲ့ဒါကြတော့မကိုက်ဘူးဆိုလို့ရှိရင်ကျွန်တော်ကပြန်ပြင်ခိုင်းရမှာသူအခုနကျွန်တော်ပြောသလိုပဲ professional judgment ကကျွန်တော်တို့စီရလာမှာသူစီရလာမှာမဟုတ်သူပြောသမျှကိုကျွန်တော်တို့လက်ခံစေရမလို့ပေါ့နော်အဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ align ဖြစ်အောင်ကျွန်တော်တို့ပြန်ညှိရမှာညှိတဲ့ဟာအဲ့တော့ again ကျွန်တော်ခုနပြောသလိုမျိုးပဲကိုယ့်ရဲ့ context ကိုသူကကောင်းကောင်းသိရဟေ့ဆိုလို့ရှိရင်တော်တော်အဆင်ပြေတယ်ကျွန်တော်ခုနပဲတော်တော်အဆင်ပြေတယ်98%လောက်ကျွန်တော်အဆင်ပြေတယ်100% တော့မရောက်သေးဘူးတခါကျသူ့ဆဲနေရတော့သိရမလား you stupid တွေပါအမြဲပြောနေအောင်နင်ဘယ်လိုလုပ်ချလိုက်တော့ဆိုပါညာပေါ့နော်အဲ့လိုမျိုးပေါ့တခါကျတော့အဲ့လိုမျိုး bad ထားတယ်ပေါ့နော်ကျွန်တော်မေးရတာတခြားပြီး image creation လို့နင်က image create လုပ်ခိုင်းလို့လားပေါ့နော်သူထားအောင်အဲ့ချိန်မှာထားအောင်အဲ့ဆိုဒီလိုမျိုးစာနဲ့ပါပဲသိရမလားအဲ့ you stupid ဘာညာဆိုဟုတ်တယ်အဲ့ဒါတက်သွားလို့ဘာညာအဲ့လိုမျိုးရှိနေတော့ပဲပေါ့နော်အဲ့တော့100%ကြီးကျွန်တော်လည်း rely လုပ်ထားတာမဟုတ်ဘူးเนาะဒါပေမဲ့တော်တော်ကြီးကိုသူ့ရဲ့ကိုယ့်ရဲ့ data သိပြီးဒါရင်းနှီးနေတဲ့အနေထားရောက်သွားတာပေါ့နော်အဲ့တော့じゃတချို့ဟာဆိုလို့ရှိရင်ကျွန်တော်ဆိုလို့ရှိရင်တစ်ခါကြလို့ရှိရင်အဲ့ဒီဘာတော့ဒီ spelling လည်းအမှားတွေကျွန်တော်သူခိုင်းလိုက်တယ်ဟေးဆိုလို့ရှိရင် grammar ဆိုလည်းအဲ့တိုင်းပဲတိတ် don't care လေဒီတိုင်း on နဲ့ချလိုက်တယ်ဒါပေမဲ့ तू သိရကျွန်တော်ဘာပြောနေအောင်ဆိုတာဟာ result ထွက်လာတာပဲဒီမှာဆိုကျွန်တော်ပြမယ်ပေါ့နော်ဒီဘက်မှာဒါကျွန်တော်ဖြစ်ထားတဲ့ဟာတွေအခုကျွန်တော်တို့ပေါ့နော်ဒီ AI training ကိုပေါ့လေအခုဆရာမတော်တော်များများက video class မရှိဘူးလားလို့လာမေးကြလို့ပေါ့ကျွန်တော်အခု video class creation လုပ်နေတာပေါ့နော်ကျွန်တော်တို့ဒီ Monday မှာ launch လုပ်မှာအဲ့ဟာကြတော့ပေါ့နော်အဲ့ဟာကကျွန်တော်တို့12နာရီစာကြော်တယ်12နာရီတောင်ကြော်တယ်ကျွန်တော်တို့ module 14ခုရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီ14-day AI training AI mastery training ပေါ့နော် for the teacher ဆိုပြီးကျွန်တော်တို့အဲ့ဟာကို launch လုပ်မဲ့ဟာရှိတယ်ပေါ့နော်အဲ့တော့ကြတော့ဒါမှဒီမှာဆိုလို့ရှိရင်ဒီမှာအဲ့ဟာတွေအကုန်တစ်ခုချင်းစီကျွန်တော်အဲ့ဒါဒီကလုတ်ပြထားတဲ့ဟာတွေပေါ့နော်အများကြီးပဲတောက်ချောက်အများကြီးပဲပေါ့နော်အဲ့တော့အဲ့ဟာတွေဘာလို့ဆိုတော့ record အကုန်ရှိတယ်ကျွန်တော်တို့မေးထားတဲ့ဟာတွေပေါ့နော်အဲ့ဒါမှဆိုလို့ရှိရင်ကျွန်တော်အကုန်လုံး detail တွက်ထားတာကျွန်တော်ခုနအဲ့ CLS မေးတဲ့ဟာအဲ့ဒါကိုဖြေတာဘာလို့လဲဆိုတော့ကျွန်တော်တို့ကဘယ်လိုပြောရမလဲဒီ
ဒီတနားရီအတွင်းမှာကျွန်တော်တို့အကုန်လုံး cover မလုပ်နိုင်ဘူးပေါ့နော်အဲ့တော့ teachers တွေကသိတဲ့အတိုင်းပဲဒီ lesson plan တစ်ခုတည်းနဲ့ပြီးသွားတာမဟုတ်ကျွန်တော်တို့ worksheet တွေ create လုပ်ရတဲ့ဟာရှိတယ် test တွေရှိတယ် quiz တွေရှိတယ်ပြီးတော့ activities တွေရှိတယ်ပြီးတော့ games တွေရှိတယ်ကလေးတွေကဒီတိုင်းတင်လို့လည်းကျွန်တော်တို့ရတာလည်းမဟုတ်ဘူးလေအဲ့တော့ပြီးတော့ PowerPoint တွေ create လုပ်ရတာဟာရှိတယ် flashcard တွေရှိတယ်ပြီးတော့ကျတော့ဒီဘာတော့ paper works တွေလုပ်ရတဲ့ဟာရှိတယ် image ရှိတယ် meeting notes meeting summaries အများကြီးပဲအဲ့တော့ကျတော့အခုကျွန်တော်ခဏလောက်ပြပေးမယ်ပေါ့နော်ဒီကဆရာမတွေစိတ်ဝင်စားရဲဆိုလို့ရှိရင်ပေါ့နော်ဒီ enroll လုပ်လို့ရအောင်ပေါ့နော်ကျွန်တော်အဲ့ဒါတော့ Monday မှာပဲ launch လုပ်မှာပါအဲ့ဟာကျတော့ဒီကကျတော့ကျွန်တော်တို့ဒါ user workbook ပေါ့နော်user workbook ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ module 14ခုရှိတယ်ပေါ့နော်အကုန်လုံး total ပေါ့နော်အဲ့တော့ဒီ module တစ်ခုစီထဲမှာ तू ကအကုန်ပါတယ်ကျွန်တော်ဘာလို့ကျွန်တော်လေဒီ course ကိုလေ9လလောက်ရှိပြီကျွန်တော်ပြင်နေရဘာလို့ဆိုတော့ဒီဆရာမတွေပိန်းနေရလေကျွန်တော်လည်းဒီ tuition fee ထဲမှာ18နှစ်လောက်16နှစ်လောက်လောက်လာတော့ကြာကျွန်တော်တားသိနေရဘယ်နေရာမှာပိန်းဖြစ်တုံဆိုတဲ့ဟာပေါ့နော်အဲ့တော့ဟိုကလိုသေးရတယ်ကျွန်တော်အကုန်ထပ်ထည့်တာအကုန်လုံးတန်းစီပြီးတော့ပေါ့နော်ဒီဟာက12နာရီ13နာရီလောက်ကြာလိမ့်မယ်2 weeks program ပေါ့နော်ကျွန်တော်ဘယ်လိုလုပ်ထားအောင်ဆိုတော့တရားဆိုလို့ရှိရင်day 1ဆိုလို့ရှိရင် day 1 video 45 minutes to 1 hour လောက်ထိရှိတယ်ပေါ့နော်အဲ့ဟာကိုကြည့်ပြီးတော့ကျွန်တော်တို့ဒါက assignment ပေါ့နော်ကျွန်တော်တင်စရာမလိုဘူးဒီ assignment ကိုယ့်နဲ့ကိုယ်ပေါ့နော်ပြန်ပြီးတော့ဒီမှာကျွန်တော်တို့ link တွေထည့်ပေးထားတယ်ပြီးလို့ရှိရင် prompt တွေပေါ့နော်ဒါ practice ပြန်လုပ်လို့ရအောင် prompt ထည့်ပေးထားတယ်ပေါ့နော်အဲ့တော့ဒီမှာ reflection question ပြီးရင်ဒီမှာ assignment ဘာလေးလုပ်လိုက်ပါဆိုတဲ့ဟာပေါ့နော်အဲ့လိုမျိုးပေါ့ကျွန်တော်တို့ဒီမှာတေချာတော့ဒါကြီးက design လုပ်ထားပြီးတာပေါ့နော်ကျွန်တော်ဘာလို့ဆရာမတွေအကုန်လုံးကိုကျွန်တော်ဒီတချို့ဆရာမတွေကျတော့ internet မရှိဘူးကျွန်တော်တနေ့တက်ဆင်ကြတဲ့ဆရာမတွေရှိတယ်ဒါပေမဲ့ internet မရှိလို့မတက်နိုင် video class မရှိဘူးလားလို့မေးတဲ့ဟာအတွက်ကျွန်တော်က video class စပြီး create လုပ်လိုက်တာပေါ့တရားပေါ့ကျွန်တော်တို့ဒါ Monday မှာ launch လုပ်မှာပါတကယ်လို့တရားဆရာမတွေစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်းဟိုလုပ်လို့ရတယ်ပေါ့နော် register လုပ်လို့ရပါတယ်လို့တရားအဲ့တော့ဒီ module ကတော့ကျွန်တော်တို့14ခုရှိတယ်အဲ့တော့ကျွန်တော် design ဆွဲတဲ့ပုံစံကကြတော့2ပတ်ပဲအချိန်ပေးအဲ့2ပတ်ပြီးတာနဲ့လုံးဝ transformation ကိုမြင်ရလိမ့်မယ်မမြင်ရအောင်ဆိုကျွန်တော်ပတ်စံပြန်ပေးမယ်အဲ့အတွက်ကိုကျွန်တော်အဲ့လောက်ထိကိုအာမခံတယ်ပေါ့ကျွန်တော်နောက်တစ်ခုပြောရတာဘာလို့ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဒီဟာက teachers တွေအတွက်အကောင်းဆုံး course တစ်ခုဖြစ်လာမှာလို့ကျွန်တော်အဲ့အလုံးဝအာမခံပြီးပြောရတယ်ဘာလို့ကျွန်တော်ကိုယ်တိုင်အရန် effort ထည့်ပြီးကျွန်တော်လုပ်ထားတာပြီးတော့လုပ်ထားတဲ့ course တစ်ခုမဟုတ်ဘူးပေါ့နော်အသေးစိတ် detail ပေါ့နော်အခုမှစပြီး AI ကိုစလေ့လာခြင်းနဲ့အခုမှစပြီးဆရာမစလုပ်မှာ AI ကိုလည်းမသုံးတတ်ဘူးဘယ်ကနေစလုပ်အောင်လည်းမသိဘူးဆိုတော့ဆရာမတွေအတွက်အရန်ကိုအသုံးဝင်တယ်ပေါ့နော်အဲ့တော့ lesson တိုင်းမှာ AI ကိုဘယ်လိုသုံးပြီးတော့ကျွန်တော်တို့အချိန်ကိုဘယ်လိုချွေတာလို့ရအောင်ဆိုတာဟာတွေဒီထဲမှာအများကြီးပါတယ်အဲ့ course ထဲမှာအဲ့တော့အကုန်လုံးကအရန်အဖို့တန်တဲ့ဟာတွေပဲကျွန်တော်ထည့်ပေးထားတာပေါ့ဒီမှာဆို lesson planning ဒီမှာဆို classroom activities နဲ့ student engagement ပေါ့နော်ဒီဟာဆိုလို့ရှိရင် assessment နဲ့ feedback with AI ဒီဟာဆိုလို့ရှိရင် teaching materials ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ PowerPoint တွေပေါ့နော်ဒီ flashcard တွေဒါတွေအကုန်လုံးကျွန်တော်တို့ဒီမှာပါတယ်ပေါ့နော်ဒီ slide တွေ reading passage တွေဘယ်လိုလုပ်မှာတော့ပေါ့နော်မြန်မာလိုရောအင်္ဂလိပ်လိုရောဘယ်လိုလုပ်လို့ရအောင်ဆိုတဲ့ဟာတွေရော worksheet တွေရော speaking activities တွေရောကျွန်တော်တို့အများကြီးကိုတော်တော်ကြီးကိုတားလောက်ထားတဲ့ course ပေါ့နော်ဒီ course ကအဲ့တော့ဒါဒီကနေ့ကျရင်ကျွန်တော်တို့ကအခုကတခြားကျောင်းခုနကကျွန်တော် diploma course တစ်ခုလုပ်နေရရှိရပေါ့နော်အဲ့ဒါဟာကိုကျွန်တော်အဲ့ဟာကိုထုတ်ပြီးတော့ကျွန်တော်တည်တံ့ထုတ်ပေးလိုက်တာပေါ့နော်ဒီ video course အနေနဲ့လိုချင်တဲ့ဆရာမတွေအတွက်ပေါ့နော်ဒီမှာဆို administrative work တွေဆိုလို့ရှင်ကျွန်တော်တို့ email တွေ report တွေ meeting note တွေဒါတွေအကုန်လုံး parent communication parent တွေကိုစာပို့ဖို့စာရေးတာပေါ့နော်အဲ့တော့အများကြီးပဲအဲ့တော့ဒီမှာဆိုလို့ရှင် language အတွက်ပေါ့နော်English language teacher တွေတော့တက်ကိုကျွန်တော် module တစ်ခုထည့်ပေးထားတယ်ဒီမှာပေါ့နော်နောက်တစ်ခုကဒီမှာဘာလို့ဆိုတော့ content creation for educator ပေါ့နော်visual content creation ဓာတ်ပုံတွေဖန်တီးတဲ့ဟာပေါ့ teacher တွေအတွက် poster တွေပေါ့နော်အဲ့တော့ဟာတွေအကုန်ပါတယ်ကျွန်တော်ဒီထဲမှာ Canva ရောအကုန်အစုံပါတာဒီထဲမှာကျွန်တော်လွတ်သွားတဲ့ဟာဘာတစ်ခုမှမရှိဘူးကြိုက်တဲ့ဟာ name လိုက်ဒီထဲမှာအကုန်ပါတယ်ပေါ့နော် Canva ကောအစုံနောက်တစ်ခုဒီမှာကျွန်တော်အကြိုက်ဆုံးကဘာလို့ဆိုလို့ရှင်ဒီ knowledge management ပေါ့ဒီကောင်ပေါ့နော် notebook LM သုံးခုရဲ့ဆရာမပါလာမသိဘူးပေါ့နော်ဒီထဲမှာ တီချာစမ်းကြည့်ဘူးရဲ့ဒါပေမဲ့လေ prompt ကောင်းကောင်းထုတ်လို့မတက်လို့လားမသိဘူးညီမတိတ်အဆင်မပြေဘူးပေါ့နော် notebook LM ကိုဟုတ်ကဲ့ပါအဲ့တော့ဒီထဲမှာ notebook LM သုံးပြီးပါတယ် Google Drive သုံးပြီးပါတယ်ကျွန်တော် digital literacy skills ကိုဒီထဲမှာထည့်ထားတယ်ပေါ့နော်အဲ့ဒါမှာကျွန်တော်တို့ဒီ Google Form တွေလုပ်တဲ့ဟာပေါ့နော်တချို့ဆရာမတွေကကျွန်တော်တို့ပြောတာ Google Form နဲ့ test လုပ်တယ်လို့ပြောလို့ပေါ့နော်ကျွန်တော်အဲ့ဟာကိုထည့်ပေးထားတယ်ဒီထဲမှာပေါ့နော်အဲ့လိုမျိုးတွေအများကြီးပဲအဲ့တော့ Google Drive ရကျွန်တော် notebook LM ရပေါ့နော်အဲ့တော့အဲ့ဟာတွေပါတယ်ပြီးတော့ခဏပြန်ပြီး reuse လုပ်လို့ရတဲ့ဟာတွေပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ different teaching contacts ပေါ့နော်
ဘယ် subject တင်အဆင်ပြေအောင်ပေါ့ကျွန်တော်အဲ့ဟာကိုတသက် module တစ်ခုဒီမှာထည့်ထားတယ်နောက်တစ်ခုကကျတော့ responsible ethical AI use ပေါ့နော် teachers တွေအတွင်းနဲ့ဘယ်လိုမျိုး AI ကို responsible ဖြစ်သုံးမလဲဆိုတဲ့ဟာပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ Minerva AI teaching workflow ကျွန်တော်ပြပေးထားတယ်ပေါ့နော်ဘယ်လိုကျွန်တော် lesson plan accurately ဘယ်လိုပြင်နှုံးဆိုတဲ့ဟာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ Minerva ရဲ့ framework တစ်ခုပေါ့နော်အဲ့ဟာကျတော့ yes ဒီ module 14ကတော့ကျွန်တော်တို့ဘာလို့ဆိုဒီ capstone project ပေါ့နော်တကယ်ကိုယ်တိုင်လုပ်ရမယ့်ဟာပေါ့နော်ဒါကကျွန်တော်ခုနပြောသလိုကျွန်တော်ကအပြင်ရဲ့ diploma course ထဲဟာကိုကျွန်တော်ဒီဘက်ထဲကိုလာထည့်ရပြီးတော့ကျွန်တော်တို့တော့ဒါလုပ်တယ်ပေါ့နော်အခုဒီ video class ဝယ်မဲ့ဆရာမတွေအားကြတော့ကျွန်တော်တို့လုပ်ဖို့အားပေးတယ်ဘာလို့လဲဆိုတော့အဲ့လိုမလုပ်လိုက်ဘူးဆိုလို့ရှိရင်ကိုယ်တိုင်ကဟိုဖြစ်မှာမဟုတ်ကျွန်တော်ကကြည့်လိုက်တာပဲဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော် design ဆွဲထားတဲ့ပုံစံကြတော့လေဒီ video ကိုကြည့်လိုက်ပေါ့နော် day 1ကြည့်ပြီးပြီဆိုလို့ရှိရင် assignment လုပ်ပြီးပြီဆိုလို့ရှိရင် day 1အတွက်ကတော်တော်အဆင်ပြေသွားပြီအဲ့တော့နှစ်ပတ်ပဲအချိန်ပေးပေါ့နော်နှစ်ပတ်ပဲအဲ့မှာကျွန်တော်တို့ဟို12နာရီတော့ကြော်တယ်ဒီ course ကပေါ့နော်အဲ့တော့တစ်ချိန်နဲ့တရက်ထဲကိုကျွန်တော်တို့မသွားဘူးပေါ့နော်အဲ့တော့တရက် module 1ဆိုရင် day 1မှာလို့လဲ module 2ဆို day 2ကနှစ်ပတ်ဆိုလို့ရှိရင်လုံးဝအဲ့ဒါအရင်အဆင်ပြေသွားပြီဘာလို့ဆိုအကုန်လုံးထည့်ပြီးကျွန်တော်လေး email ကိုအကုန်ပြောပေးထားတယ်ပေါ့နော်အဲ့ဒါမှလုံးဝ detail ကိုမှအဆင်ပြေအောင်ပေါ့နော်ကျွန်တော်အကုန်လုံးထည့်ပေးထားတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒါ video course လုပ်ထားတယ်ဆိုတဲ့ဟာကိုဒါမိတ်ဆက်ပေးတာပါဒီကဆရာမတွေပေါ့နော်တကယ်လို့စိတ်ဝင်စားတယ်ဆိုလို့ရှိရင် join လို့ရအောင်ပေါ့နော်အဲ့တော့ပုံမှန်တော့ကျွန်တော်တို့ကဒီ Zoom class ပေါ့နော်ဒီ online class တွေပေါ့နော်အခု batch 5ကိုကျွန်တော်ဖွင့်ဖို့ရှိတယ်အဲ့ဟာကဘယ်နည်းဖြစ်မလဲဆိုတော့ဒီ July 25ပေါ့နော်အဲ့ဟာ3 hour ပဲကျွန်တော်ပုံမှန်ပေါ့နော်9နာရီကနေ10နာရီထိတင်တာပေါ့နော်အဲ့တော့အဲ့ဒါ join ကျင်လဲအဲ့ class join ကျင်တော့ join လို့ရတယ်ပေါ့နော်အဲ့ဟာကြတော့ဘယ်လိုလုပ်ဆိုတော့နည်းနည်းအခြေခံလဲတည်တယ်ပေါ့နော်မြန်ပဲသွားကျင်တယ်အဲ့လိုမျိုး12နာရီလောက်စီမတက်ချင်ဘူးဆိုတဲ့သူတွေကြတော့အဲ့ class ကိုကျွန်တော်တို့ join လို့ရတယ်ပေါ့နော် join ကျင်တဲ့ဆရာမများပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်မိတ်ဆက်ပေးတာပါဟိုကျွန်တော်တနားရီနဲ့မတင်ပါဘူးပေါ့အဲ့ဒါဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်လုံးဝဟိုတေချာလေးကိုပေါ့နော် detail ကိုလုံးဝနားမလည်ဘူးမရှိရစေအောင်ကျွန်တော်တေချာလေး effort ထည့်ပြီးတော့ဒီ class ကိုကျွန်တော်လုပ်ပေးထားပါတယ်လို့နော် Okay ဟုတ်ပြီ so far question ရှိပါသလားပေါ့မရှိရင်ကျွန်တော် now lesson plan တစ်ခုပြပေးလိုက်ပါမယ်ရှိသေးပါဘူးချေ ဟုတ်ကဲ့ပါ Okay အဲ့တော့ဟုတ်ပြီနောက်တစ်ခုပေါ့နော်ကျွန်တော်တို့ဒီမှာ science teacher တွေလည်းပါနေတော့ကြတော့เนาะကျွန်တော်တို့ဒီဟာကြည့်အောင်ပေါ့နော်ဒါကတော့ဟုတ်တယ် generally ပဲကျွန်တော်တို့ပြောလိုက်တာပေါ့နော်ဒီအတစ်တကူဖြစ်လိုက်အပေါ်ရဲ့အော်မဆက်နေတော့ဆိုတော့ကြာလေကျွန်တော် tab အသစ်တစ်ခုဖွင့်ပြီးတော့ okay အဲ့တော့ကျွန်တော်တို့ပြောလိုက်မယ်နေရာ science teacher တရားပြီးလို့ရှိရင်10 multiple choice question about photosynthesis for grade 7 students အဲ့မှာ again ကျွန်တော်တို့ကအပေါ်မှာပေါ့နော်တကယ်တမ်းကြာလို့ရှိရင် lesson ကကျွန်တော် lesson plan ပြင်ထားတဲ့ဟာရှိရဆိုရင်ပို့အဆင်ပြေတယ်ပေါ့ lesson plan ကိုကျွန်တော်တို့စောင်းနေဖြစ်ဒါမှမဟုတ် PDF file နဲ့ဖြစ်ပေါ့နော်ဒီ photosynthesis နဲ့ပတ်သက်တဲ့ဟာကို lesson plan အရင်ပြင်ပေးပါဒါဒီပေါ့ curriculum ကထားအဲ့နဲ့ပတ်သက်ပြီး lesson plan ပြင်ဆိုလို့ရှိရင်တော့ align ဖြစ်သွားလိမ့်မယ်ပြီးတော့မှကျွန်တော်တို့ကအောက်ကနေပြီးတော့ဘာလို့ဆိုလို့ရှိရင်ဒီ photosynthesis နဲ့ပတ်သက်တဲ့ multiple choice question ပြင်ခိုင်းတယ်ဆိုလို့ရှိရင် it make more sense လေနော်အဲ့တော့ကြတော့အခုကကြတော့မဟုတ်တာဒီတိုင်းပဲကျွန်တော်ကဒီခုနကအတွင်းမှာပြပေးရတာမဟုတ်ဘူးပေါ့နော် okay let's see ပေါ့ရလာပြီပေါ့နော်3 second ပဲ okay အဲ့တော့10 grade 7 multiple choice question on photosynthesis เนาะ with answer key ဒီမှာပေးထားတယ်အဲ့တော့ photosynthesis နဲ့ပတ်သက်တဲ့ဒီမှာ multiple choice question တွေဒီမှာဒီစေ10ခုပေါ့နော်အဲ့တော့ကျွန်တော်10ခုလို့ပြောလိုက်တဲ့အတွက်ကြောင့်မလို့ဒီမှာ science teacher တွေကြည့်ပါအဲ့ဒီမှာ answer key တစ်ခါတည်းပေးထားတယ်ပြီးပြန်စစ်ကြည့်ပေါ့ answer key ကဟုတ်လားမဟုတ်လားဆိုတဲ့ဟာပေါ့နော်အဲ့တော့ကျွန်တော်ကတော့အမှားမတွေ့ဘူးသေးဘူးပေါ့နော်သူတို့မှန်နေတယ်အခုချိန်ကြီးပေါ့နော်အဲ့တော့ဒါပေမဲ့ again သူတို့လည်းမှားတယ်မှားပါပဲပြောလို့တော့မရဘူးလေနော် okay ဒါကဘာလို့ဆိုကျွန်တော်တို့ဓာကြီးကကျွန်တော်တို့ multiple choice question ဟုတ်ပြီအဲ့ဟာကိုကျွန်တော်တို့ worksheet ပုံစံပြောင်းလိုက်လို့ရတယ် right အဲ့တော့ two way ရှိတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ Google Drive ပဲတော်တော်များများသုံးဘူးရထင်တာပဲဒီတရားပေါ့နော် Google Drive ထဲမှာကျွန်တော်တို့ကဒါကိုပေါ့နော်နိုင်တော့ကျွန်တော်ပြပေး Google Drive ထဲသွားပြီးတော့ကျွန်တော်တို့က Google Docs ထဲမှာပေါ့နော်အဲ့ဟာကိုကျွန်တော်တို့ copy ကူးလိုက်တယ်ပေါ့နော်
Okay အဲ့ဒီမှာကျွန်တော်ကဒီမှာထားလိုက်ပါ new docs တခုကျွန်တော်ယူလိုက်တယ်ပေါ့နော်အဲ့တော့ Google Docs ဒီမှာ blank document တခုကျွန်တော်ယူလိုက်တယ် Google Drive ထဲကိုသွားပြီးတော့ယူပြီးတော့အခုနကဒီဟာပေါ့နော်ဒီ photosynthesis multiple choice question 10ခုပေါ့နော်အဲ့ဟာကိုကျွန်တော်ကဒီမှာ okay ဒီထိပေါ့နော်ကျွန်တော်အဲ့ဒါကို control C နဲ့ copy ယူလိုက်တယ်ယူပြီးရင်ကျွန်တော်ဒီထဲမှာ paste သွားချလိုက်မယ်ပေါ့နော် okay အဲ့ဒီထဲရောက်သွားပြီပေါ့နော် okay ဒီမှာရောက်သွားပြီအဲ့ဒီတော့ကျွန်တော်တို့ကဒါဘာလို့ဆိုတော့ကျွန်တော်တို့က worksheet တစ်ခုဖြစ်သွားတာ quiz အနေနဲ့သုံးကြလဲသုံးလို့ရတယ်เนาะအဲ့တော့ဟုတ်ပြီအဲ့ဟာမှာကျွန်တော်တို့က one way ရဘာလို့ဆိုလို့ရှိရင်ကျွန်တော်အဲ့ဟာကိုဒီမှာပေါ့နော်အဲ sorry ဒီဟာ file ထဲမှာပေါ့နော် file ထဲမှာကျွန်တော်က download ဆွဲမယ်ပေါ့ download ကိုကျွန်တော် PDF file နဲ့လိုချင်တာအဲ့ဆို PDF လို့ပြောလိုက်တယ်ဆိုလို့ရှိရင်အဲ့တော့ဒီဟာ worksheet တစ်ခုကျွန်တော်တို့ရတော့ပါပြီဒီမှာ PDF file နဲ့နော်ဒါ photosynthesis ပေါ့ရသွားပြီနော်အဲ့ဒါက one way ပေါ့နော်ဒါကျွန်တော်တို့worksheet ထုတ်ချင်အဲ့လိုထုတ်လို့ရတယ်ကျွန်တော်ဒါဘာလို့ဒီဟာပြပေးအောင်ဆိုလို့ရှိရင်တချို့ CSM တွေပေါ့နော် plus version မဝယ်ဘူးဆိုလို့ရှိရင်သူ ChatGPT ကဘာလို့ဆိုတော့ကျွန်တော်တို့ PDF file ဒီမှာသူကထုတ်ခိုင်းလို့ရတယ်ဒါပေမဲ့တစ်ခုပြီးရင်ကုန်သွားတာအဲ့တော့ကျွန်တော်ဒီဟာကိုပေါ့နော်ဟုတ်ပြီ change this into PDF file လို့ကျွန်တော်ပြောလိုက်မယ်ပေါ့နော် ChatGPT ကိုကျွန်တော်အဲ့ဆို don't put answer ပေါ့ answer တွေမထည့်နဲ့ပေါ့နော်အောက်က answer တွေပါသွားထည့်လိုက်ဆိုလို့နော်အဲ့တော့ the PDF file သူ create လုပ်ပေးလိမ့်မယ်ပေါ့နော်တစ်ချက်ကြည့်ကြည့်အောင် ChatGPT မှာအကြဆုံးကလေ PDF file လုပ်တာရဲ့ image creation ရဲ့ဒါပေမဲ့အဲ့ကြားရဲဆိုတာကမှကျွန်တော်တို့သိခံနိုင်တဲ့အနေအထား no more than 2 minutes ပဲအဲ့ဒါကမကြာတန်းနဲ့ no I remove the answer တဲ့ဒီမှာတွေ့လားဒီမှာရောက်လာပြီချက်ချင်းပဲ10 minute တောင်မကြာလိုက်ဘူး PDF file ရောက်လာတဲ့ဟာ see မိုက်တယ်နော်အဲ့တော့ကျွန်တော် download ဆွဲလိုက်မယ်သူကသူ auto ထည့်ပေးထားတဲ့ဟာတွေ့လားမသိဘူးเนาะဒီမှာသူထည့်ပေးထားတဲ့ဟာက see name ပါတယ် date ပါတယ် grade 7 science တဲ့ how cool it is နော်မိုက်လားပေါ့တဲ့အိပ်ပျော်သွားကြလားအတန်ဘာမှမကြတော့ မိုးရွာနေလို့ပါတီချယ် ဟုတ်ကျွန်တော်တို့ဘက်လည်းမိုးရွာနေလို့နော် okay အဲ့ဒါကြည့်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာလို့ဆိုလို့ရှိရင် PDF file တကူထွက်လာပြီအဲ့ကျွန်တော်တို့ဘာလုပ်လို့အဲ့တိုင်း ChatGPT မှာ PDF file ပြောင်းလိုက်နေဟိဆိုလို့ရှိရင်တော့သူက plus version မှာပဲကိုအဆင်ပြေလိမ့်မယ်ပေါ့နော်ခဏခဏသူသွားလို့ခိုင်းလို့မရသူက limitation ရှိတယ်အများကြီးခန့်လိုက်တဲ့ဟိဆိုရင်ဒီနေ့ limit ပြည့်သွားပါပြီဆိုပြီးသူကအဲ့တိုင်းပြောပလိုက်တာနော်အဲ့တော့ကျွန်တော်ကတော့အားပေးတာ Google Drive သုံးပြီးတော့ပေါ့နော်ခုနလိုပုံစံမျိုးလေးဒီလိုမျိုးလေးဒီထဲမှာသွားပြီးတော့ဖြစ်ပြီးကိုယ့်နဲ့ကို manually ပေါ့နော် PDF file ပြောင်းလိုက်တယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ worksheet တစ်ခုထွက်သွားပြီပေါ့ okay အဲ့တော့ဒီထိမေးစရာပြောစရာပါရှိပါတယ်လေပေါ့နော်ပြီးပါပြီ yes ဒီပါတယ် okay ချောင်းပြစရာမှာ comment ပေးခြင်းလည်းရတယ်ပေါ့နော်ဒါမှမဟုတ်မေးစရာအားမနာပါနဲ့ပေါ့နော်ပါရှိတော့ပေါ့တကယ် question မရှိတာပေါ့စိတ်တော်မကောင်း question မရှိဘူးဆိုတော့အဲ့ရကျွန်တော်အမြင်ပြောတဲ့စကားရှိတယ် question မရှိဘူးဆိုလို့ရှင်ကျွန်တော်ပြောတာအင်မတန်ရှင်းလင်းပြတ်သားလို့ပေါ့နော်အဲ့ဒါဆိုလို့ရှင် question မရှိဘူးဆိုတာအဲ့ဆိုဒီနေ့ပေါ့နော်ဒီ training ကရသွားတဲ့တခုဆိုရင်ဘာလေးများဖြစ်မလဲမသိဘူးเนาะ
RDCF ပါ teacher sorry RDCF teacher RDCF okay ဟုတ်လား thank you so much ပါ လက် เนาะ GPT ကိုသုံးတော့သုံးတယ်ဒါပေမဲ့အဲ့လိုမျိုးတက်တက်ပြီးတော့မထွက်ဘူးလေ ဟုတ်ကဲ့ပါဟု ခု တ် မှပို့ပြီးနားလဲသွားတယ် lecture PDF တွေကိုတဲ့နင်းတော့ပေါင်မေးလိုက်တာတော့မသိဘူး lecture PDF file ကို PowerPoint slide ပါတော့ပြင်ပြီးဗာမေးမှန်းတော့မသိဘူးเนาะတချို့ဟို unmute လုပ်ပြီးမေးလို့ရရင်မေးပေးပါဟိုဆရာ လက် စိ ချ တ်ဟုတ် attachment file ထည့်ပြော ဟုတ်ကဲ့ဆရာမကျွန်တော်တစ်ခုမေးချင်တာကလေဒီဥပမာပေါ့နော်ကျွန်တော်တို့အချိန်မရပဲနဲ့ဒီအတန်းဝင်ရမယ့်အချိန်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီ ChatGPT နဲ့ lesson plan create လုပ်ခိုင်းပြီးတော့ကျွန်တော်တို့သုံးတဲ့ခါဆိုလို့ရှိရင်ပေါ့နော်အဲ့ဒါဆိုရင် article ဖြစ်လာပေါ့ အတကဖြစ်လာလို့မေးရလားဟာလား ဟုတ် အဆရာဖြစ်ပါတယ်ဘာလို့မဖြစ်အောင်အောင်ကျွန်တော်တို့ကဒါကျွန်တော်တို့ထိလုံနေအောင်မဟုတ်ဘူးလေကလေးတွေကိုကလေးတွေအတွက်ကိုကျွန်တော်တို့ကဒါကကိုကဒီ technology သုံးပြီးတော့သူတို့အတွက်ကိုပို့ပြီးတော့ပို့ကောင်းအောင်ကျွန်တော်တို့လုပ်ပေးရကွာတကယ် technology သုံးလိုက်တဲ့အချိန်မှာကျွန်တော်တို့မသိတဲ့ဟာကို AI ကပြောပြရလည်းဖြစ်နိုင်တာပဲဟာယူ right အဲ့တော့ AI ကကိုယ့်ရဲ့ learning process ကိုပို့ကောင်းအောင်သူအများကြီး support လုပ်ပေးတာဖြစ်နိုင်တယ်လေဘာလို့လဲဆိုကျွန်တော်တို့အဲ့ critical ကျွန်တော် class ထဲမှာဆိုလို့ရှိရင် critical thinking နဲ့ပါတဲ့ question တွေလည်းအများကြီးပါတယ်ပေါ့နော်အဲ့ဟာထဲမှာဘာလို့ဆို AI ကအဲ့ဟာတွေကိုအများကြီး support လုပ်ပေးတယ်ကျွန်တော်တို့အခုပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့သင်နေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သူ့ကို critical thinking နဲ့ပတ်သက်တဲ့ဟာပါ assignment ပါထည့်ပေးပါလို့ပြောရဲဆိုလို့ရှိရင်ဒါကလေးတွေအများကြီးကောင်းတယ်လေဘာလို့အတေကမဖြစ်အောင်မှာပေါ့အဲ့ဟာ right ဟုတ်ဆရာမကျေးဇူးပါဟုတ် ဟုတ်ကဲ့ပါအခုနောက်ကဆရာမဘာလို့မသိဘူးနော်မေးတာကျေးဇူးပြုပြီးပြန်မေးပေးပါအောင်နော် ဟိုလေ လက်ချ file PDF file တွေကိုလေ attachment တွေကိုလေ AI tools တွေနဲ့လေ PowerPoint slide ကို auto generation create လုပ်ပြီးတော့ထုတ်ပြရအောင်လေသိချင်လို့ပါရှင် အော် တဲ့တနေရာပါပေါ့ PowerPoint တွေပြင်နေရနေနေနည်းနည်းကြာနေလို့လေဟုတ် အော်ဟုတ် PowerPoint ကကြတော့လေကျွန်တော်ဒီမှာကြတော့ပြောရင်အချိန်အရမ်းကြာတယ်ဗျာတိလားဘာလို့ PowerPoint လုပ်နေရကြတော့လေ ဟုတ်ကဲ့ ဟုတ်ဘယ်လိုပြောရမလဲ PowerPoint ကိုကျွန်တော်3မျိုးလောက်နဲ့ကျွန်တော်ပြထားတယ်ပေါ့ပုံမှန်ကျွန်တော် training တွေမှာဆိုလို့ရှိရင်ဟိုလေ Gamma AI ဆိုတဲ့ဟာရှိရပေါ့နော်အဲ့ဒါနဲ့ try ကြည့်ကြည့်ပေါ့နော် GMMA gamma.app ဆိုတာပြပေါ့ဟုတ် camera နဲ့အဲ့ဒါကြောင့်attachment file ကိုတွဲပေးလိုက်တဲ့နဲ့ auto generate ထုတ်ပြရပါတော့ ဟုတ်တယ်အဲ့လိုထုတ်ပေးရရှင်ဟုတ်အဲ့ဟာနော်ကျွန်တော်က PowerPoint ChatGPT နဲ့လည်းပြပေးတယ် Gemini နဲ့လည်းပြပေးတယ် Gamma နဲ့လည်းကျွန်တော်ပြပေးတယ်ပေါ့နော်အဲ့တော့じゃအဲ့မှာဒီ teachers တွေကသူတို့အဆင်ပြေရတယ်သုံးလို့ရအောင်ပေါ့တစ်ခုနဲ့အားသာချက်အားနာချက်တွေကတော့အများကြီးရှိတယ်ပေါ့ PowerPoint ကျတော့ဒီမှာကျွန်တော် PowerPoint ကနိုင်ခွဲလောက်ကြာလို့သင်တယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဟုတ်တခြားဆရာမတွေရောဘာရှိတော့မသိဘူးနော် ဒီကျခုနကတော့လေတခုမေးချင်လို့ဒီလား ဟုတ်ကဲ့ဟုတ် အဲ့ဒီတင်နန်းကကြတော့လေ ဟုတ်ကဲ့ ကျွန်မခုနကတော့ဒီဝင် join တာလေဟို Telegram group မှာဝင် join လို့မရတော့ဖြစ်နေပါတော့ information က Telegram group မှာပဲပေးမှာလားမသိဘူးအဲ့ဒါလေးသိချင်လို့ရှိရင် အော်ဟိုက Telegram group link ကျွန်တော်ပြန်ပေးပါမယ်အခုဒီကအဲ့ဒါဆိုလို့ရှိရင်ခဏနေပါနော် Telegram က Okay ကျွန်တော်အခုပို့လိုက်တဲ့ဟာပေါ့နော်အဲ့ဒါကျွန်တော်တို့ Telegram group အခုဒီ free AI training အတွက် Telegram group link ပေါ့နော်ကျွန်တော်ဒီဟာကိုအဲ့ဟိုဟာဒီဗီဒီယိုကိုကျွန်တော်အဲ့ဒါကိုထည့်ပေးမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့အဲ့ဗီဒီယို course အတွက်ကိုလည်းကျွန်တော်အဲ့မှာလည်းကြေညာပေးပါမယ်အဲ့တော့ဒီတရားဆရာမတွေအတွက်ကကျတော့ကျွန်တော်ဒါကအထူးတစ်ခုလုပ်ပေးထားတဲ့ဟာဘာတုံးဆို promotion ပေါ့နော်ကျွန်တော်အဲ့ course ကိုတကယ်တမ်းအပြင်မှာကျွန်တော်ဟာလေတကယ်တမ်းဒီတင်ကြီးကနန်းကိုပေးရလောက်အောင်ကျွန်တော် premium quality လုပ်ထားတယ်ဒါပေမဲ့ကျွန်တော်အဲ့လောက်ကြီးမယူခြင်းဘူးဘာလို့လဲဆိုတော့ဆရာမတွေအကုန်လုံးကျွန်တော် reach ရောက်ချင်တာပေါ့နော်ကျွန်တော်ရဲ့အဓိကဟာကြတော့အဲ့တော့ကျွန်တော်တို့အခုဒီ training တက်တဲ့လူတွေပေါ့နော်အဲ့ထဲမှာ register လုပ်ထားတဲ့ဆရာမတွေအကုန်လုံးပေါ့နော်ကျွန်တော်အဲ့ဟာကျွန်တော်ဟော့ပေါ့တပွဲစားတော့မရှိပေါ့နော်ကျွန်တော်ယူမစေကြတော့ကျွန်တော်3000နဲ့ပဲကျွန်တော်ရောင်းပေးမယ်ပေါ့နော်အဲ့ course ကိုပေါ့ဒါကတော့ကျွန်တော် limitation ရှိရဲ့တစ်ပတ်အတွင်းပဲပေါ့နော်အဲ့ဟာ enroll လုပ်တဲ့ဆရာမတွေအတွက်ကိုပေါ့နော်ကျွန်တော်အဲ့
ကျွန်တော်တို့ဒီMinerva ရဲ့ Messenger Facebook page မှာလာပြောလို့ရတယ်အဲ့ဒီမှာတော့ကျွန်တော်တို့အကြောင်းအရာလေးတော့ထည့်ပြီးကြီးညာပေးမယ်ပေါ့နော်အဲ့ဒီထဲမှာတကယ်လို့တက်ရှင်တဲ့ဆရာမတွေပေါ့နော်ဟုတ်အခုနောက်ဆရာမတယောက်လည်းမေးထားတာရှိလို့ပေါ့နော်အဲ့ဟာအဲ့ဟာကျတော့ကျွန်တော်ခုနကပြောသလိုမျိုးပဲနှစ်ပတ်တက်ရမယ်ဟာပေါ့နော်နှစ်ပတ်ဆိုတာဟာတရက်ထဲကြီးနောင်ထောင်စေခြင်းဘူးကျွန်တော်ကတော့ပေါ့နော်ဘာလို့လဲဆိုတော့တရက်ကို module 1ဒီနေ့လောက်သွားရဲဆိုအဲ့ဒါကိုကြည့်ကြည့်လေးလေးလုပ်ပေးစေချင်တာပေါ့နော် module 1ကိုလုပ်ပြီးဆို assignment လုပ်ပေါ့နော်ပြီးလို့ရှိရင်နောက်ရက် module 2အဲ့လိုမျိုးဆိုနှစ်ပတ်ပဲအချိန်ပေးလိုက်လုံးဝကိုလေအရင်သိတာတဲ့ result တစ်ခုရလိမ့်မယ်ပေါ့နောက်ပိုင်းကျလို့ရှိရင်ငါ AI အောင်စောစီမသုံးခင်ပြီးတော့နောက်တာအကြီးရတယ်ဆိုပြီးဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာလို့ဆိုတော့ဒီခေတ်ကြီးမှာ AI မသုံးဆိုလို့ရှိရင်ကျွန်တော်တော်တော်ကြီးကိုပြက်ကြကြံခဲ့မှာပေါ့နော်တကယ်တမ်းကြလို့ရှိရင်ဘာလို့ဆိုတော့ AI သုံးမှပဲကျွန်တော်တို့မလိုအပ်ဖ ೇನೆ အချိန်တွေကုန်နေတဲ့ဟာရော့သွားမှာရော့လာတဲ့ပြန်ထွက်လာတဲ့အချိန်တွေကျွန်တော်တို့စာတင်လို့ရတယ်ကျွန်တော်တို့အခြား business တစ်ခုလုပ်လို့ရတယ်ပတ်စံပူရှာလို့ရတယ်အဲ့အချိန်မှာအဲ့တော့ဘာလို့ကျွန်တော်တို့လူပင်ပန်းခံကြရမလို့တဲ့ကိစ္စတွေကိုလုပ်နေရမှာတော့ပေါ့နော် technology ကူညီယူပြီးတော့ကျွန်တော်တို့ဘာလို့ဒီတက်ကမြင်မာတဲ့ professional life ကိုကျွန်တော်တို့မရှောင်နိုင်အောင်ပါပေါ့အဲ့တော့ ကျဲဟိုအဲ့နှစ်ပတ်ကလေ ဟုတ် SF က video class ကနှစ်ပတ်ပဲရမှာလားနှစ်ပတ်ပြီးသွားရင် lifetime ပေးထားမှာကျွန်တော်ကနှစ်ပတ်ဆို lifetime ဟုတ် အဲ့တွေကိုလေကျွန်တော်ကလေ commitment တစ်ခုရှိစေချင်တာတချို့ကျတော့ဝယ်လိုက်တယ်ပြီးရင်ကြည်လည်းမကြည့်ဘူးဆိုတဲ့ဟာမျိုးကြီးဖြစ်မှာဆိုလို့ပေါ့နော်အဲ့တော့ နှစ်ပတ်အတွင်းကမပြီးနိုင်ဘူးကိုကိုအချိန်ကြည့်လိုက်မကြည့်လိုက်အဲ့လိုဖြစ်နေလို့လေဟို video class တွေဝယ်ပြီးလို့ရှိရင် ဟုတ်ကျွန်တော်ဟာတော့တေချာပေါ့ကျွန်တော် guarantee ပေးရနော်ကျွန်တော်အဲ့ money back guarantee ကိုပေးနိုင်တယ်ကြည့်လိုက် ဟုတ်ကဲ့ချက် လုံးဝဟိုမဖြစ်ဘူးဆိုကျွန်တော်ပတ်စံပြန်ပေးမယ်အကောင်လုံးဝကျွန်တော်အဲ့နှစ်ပတ်အတွင်းမှာလေဒါဆရာမတို့ခံစားသွားမှာ wow ဆိုတဲ့ဟာမျိုးပေါ့နော်ငါချိန်နဲ့အရန်ကုန်သက်သာသွားတယ်အရန်မိုက်တာပဲငါအခုမှအဲ့ဒါတွေသိရဆိုတဲ့ဟာမျိုးတေချာပေါ့ဖြစ်မှာဟောကျွန်တော်တို့ရှေ့မှာလည်းကျွန်တော်တို့ train လာဆိုလို့ရှိရင်ဆရာမအယောက်300ကျော်သွားပြီအခု online ပါပါတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ကြတော့ဒါတွေကလုံးဝ effective ဖြစ်တဲ့နည်းတွေကိုကျွန်တော်တော်တော်ကြီးကိုလေဟိုတကယ်ကြီးကိုအပင်ပန်းခံပြီးလုပ်ထားတာ၄-၅လကြာတယ်ဒီ course ကိုကျွန်တော်ပြင်ထားတဲ့ဟာအကုန်ပါအောင်ကျွန်တော်ထည့်ထားပေးတာဒီထဲမှာကျွန်တော် ဟုတ် အဲ့ ကဲ့ ဒါ ချက် အရင် perfect ဖြစ်လွန်အားကြီးတဲ့ course လို့ကျွန်တော်ဒီဟာကိုလေကျွန်တော်လုပ်လို့ကျွန်တော်ကောင်းတယ်လို့ပြောတာမဟုတ်ဘူးကြည့်လိုက်ပေါ့နော်အဲ့ course ကို ဟုတ် ကျွန် ကဲ့ တော်အဲ့ဆီယမအယောက်များစီကျွန်တော်ရောက်စေခြင်းလို့ပေါ့ကျွန်တော်လုံးဝ affordable ဖြစ်တဲ့ price နဲ့ကျွန်တော်ထားတာပေါ့ကျွန်တော်အခု Zoom class တွေဆိုလို့ရှိရင်ဗျာကျွန်တော်9000ယူတယ်အခုဒီဟိုပါတော့3နာရီ session ကိုပေါ့နော်ဒါပေမဲ့သူဆီယမတွေဆိုလို့ရှိရင်တက်ချင်တယ်စမပြေဘူးလို့ကျွန်တော်လာပြောတဲ့ဆီယမတွေရှိတယ်အဲ့တော့ကြတော့ဒါကျွန်တော်ကအဲ့ဆိုလို့ရှိရင်ပေါ့နော်အခုဒီ video class မရှိဘူးလားလို့မေးတာအဲ့ရှင်းတီယာဆီယမတွေတော်တော်များတယ်ကျွန်တော်စိတ်မကောင်းအဲ့အချိန်မှာဘာလို့လဲဆိုတော့သူတို့မှာ internet ကောင်းအောင်မရဘူးရတဲ့အချိန်ကိုသူက download လေးဆွဲရချင်တာပေါ့နော်အဲ့လိုပြောတော့ကြာကျွန်တော်အဲ့နဲ့ကျွန်တော် create လုပ်ပေးမယ်အဲ့ဆီယမတွေကျွန်တော်ပြောတယ်သူတို့စတိုက်မေးတယ်ဆီယမမဖွင့်သေးဘူးလားဆိုတော့ကျွန်တော်တားကြနာလုပ်တဲ့ဟာကြီးကကျွန်တော်အရင်ပေးစနာများတာကျွန်တော်ကျတော့လောဘအရင်ကြီးတော့ကျတော့ဟိုကလေးထည့်ခြင်းတရားလေးထည့်ခြင်းမဟုတ်ဘူးခဏနေ course ကိုတစ်ခေါက်ပြန်ပြင်ပြီးတစ်ခေါက်ပြန်ထည့်ကျွန်တော်အဲ့လိုကြီးလုပ်တာအချိန်ရမ်းကြာသွားတာပေါ့နော် course ကအဲ့လိုဖြစ်သွားလို့အဲ့ဟာအခုကတော့ကျွန်တော်တို့ Monday ဆိုလို့ရှိရင်ကျွန်တော်တို့ launch လုပ်မှာအဲ့ course ကိုကျွန်တော် market ပေါ်မှာမတင်ရသေးဘူးအခုချိန်ထိဒီဆက်ဆရာမတို့ကျွန်တော်ဥစားပေးပြီးတော့အရင်ပေါ့နော်အဲ့တော့ဒီဈေးနဲ့ပဲကျွန်တော်ထားပြီးတာပေါ့နော်ဟိုအကုန်လုံးလက်လန်းမိအောင်လို့အဓိကကျွန်တော်ရဲ့ရွေချက်ကတော့အဲ့ဟာပဲဒီမြန်မာနိုင်ငံကဆရာမတွေဟိုလက်လန်းမိစေချင်တာပေါ့နော်ဒီ AI နဲ့ပတ်သက်ပြီးတော့ဟိုမလို့အပ်ပဲနဲ့ကျွန်တော် stress တွေအများကြီးမရစေချင်ဘူးပေါ့နော်နည်းနည်းလေးသူတို့ရဲ့ teaching life သူတို့ရဲ့ professional life လေးကဒါလေးကြောင့်ပြောင်းလဲသွားတယ်ဟိဆိုရင်ကျွန်တော်တော်တော်အဆင်ပြေပြီလားဆိုလို့ရှိရင်အဲ့တော့ဒါကျွန်တော် ဟုတ်ကဲ့ ဒီ course ကို create လုပ်ရတယ်ကျွန်တော်ရဲ့ရည်ရွယ်ချက်ကိုပြောပြတာပေါ့နော်ဟုတ် ကောင်းပါတယ်ချက် ဟုတ်ကဲ့ပါဟိုလေတချို့မဟုတ်ယူရဆိုရင်အများများတယ်ကျွန်တော်ပြောနေတာတနားကြော်အဲ့တော့များတယ်ပေါ့နော်အဲ့ heavy ဖြစ်တယ်ဆိုလို့ရှိရင်2ရက်လောက်ခွဲလုပ်လိုက်ရတယ်ပေါ့နော်အဲ့တော့တရက်တည်းနားမလည်ဘူးဆိုတော့ဘာမှမဖြစ်ဘူးနားလဲစရာမလိုတရက်တည်းအဲ့တော့အကောင်းဆုံးပေါ့ကျွန်တော်တို့ပြောတာကျွန်တော်ပြောပြီးပြသွားတဲ့အချိန်မှာ course ကိုခဏ pause လုပ်လိုက်ဘယ်နှမိနစ်တော့မှတ်ထားပြီးချက်ချင်း apply လုပ်အဲ့တော့မှအဆင်ပြေတာကြည့်တယ်ရေးဆိုကိုကြည့်တာပဲရှိမှာကိုယ်တိုင် apply လုပ်မှအဲ့ဒါကိုဟာဖြစ်သွားတာကိုကအဲ့ချက်ချင်း apply လုပ်ကြည့်ကိုယ့်ရဲ့ daily work မှာကိုစတင်နေရတဲ့ဟာနဲ့ကိုအဲ့ဟာကိုတစ်ခုတင်လိုက်တဲ့ဆိုချက်ချင်းတစ်ခု apply လုပ်လိုက်အဲ့ဒါဆိုအရန်အသုံးဝင်တယ်အဲ့တော့ဟုတ်တခြားရောဘာလေးများရှိအောင်လဲပေါ့နော်ဟို question ရှိရင်မေးပါကျွန်တော်ရတယ်ပေါ့နော်အားမနာပါနဲ့
အော်ကျွန်တော်ပြောဖို့မေ့နေရကျွန်တော်တို့ Minerva ကနေပြီးတော့အော်ဟုတ်ကဲ့တစ်ချက်ဖူးတုံဟုတ်မေးပါ ဟုတ်ချက်ဟောလေ notebook LM လို့ဘာလို့ရောဒီချက်ခုနကတင်ပြီးဒီလိုမျိုးပဲ prompt တွေထုတ်ပြီးတော့သုံးလို့ရနိုင်လားချက် notebook LM ရတယ်ကျွန်တော်ပြပေးထားတယ်ပေါ့နော် notebook LM ခဏနေတော့ကျွန်တော်တစ်ချက်ပြပေးပါမယ်ခဏလေးတော့ကျွန်တော်တက်ပြီးဖွင့်တာအများနေလို့မလို့တဲ့ဟာတွေတစ်ချက်ပေးလိုက်အောင်ဒီတော့အဝိုင်းလေနေနော် notebookalarm.google.com နဲ့ဝင်လိုက်ပေါ့နော်ကျွန်တော်တို့ကဝင်ပြီးပြီဆိုလို့ရှိရင်အဝိုင်းလေတာခဏစောင့်ပါ notebook alarm က तू ကလေ teaching အတွက်ကော learning အတွက်ကောအရင်အဆင်ပြေတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီထဲမှာပေါ့ကျွန်တော်ဆိုလို့ရှိရင်ဘယ်လိုလုပ်ဖြစ်တုံးဆိုတော့အဲ့ဒီ YouTube က video file တွေဖြစ်ဖြစ်ပေါ့နော်။အဲဒီစာအုပ်ဖြစ်ဖြစ်ပေါ့ကျွန်တော် upload လုပ်လိုက်တယ်လုပ်ပြီးအဲ့ဒါကို summarize လုပ်ပြီးဆိုပြီးကျွန်တော်ပြောလိုက်တယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်အဲ့ဟာကိုဘာတော့ podcast အနေနဲ့ကျွန်တော်ပြောင်းပလိုက်တယ်ပေါ့အဲ့လိုဆိုတော့じゃ podcast နားထောင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းခိုင်းလို့ရတယ် notebook alarm ကအရန်ကောင်းတယ်သူက free ပေးထားတဲ့ tools တခုကျွန်တော် video course ထဲမှာပါတယ်အဲ့ notebook alarm ကိုဆရာမတွေအတွက်ပေါ့နော်ကျွန်တော်ကြိုက်တဲ့ဟာနောက်တစ်ခုကဘာလို့ဆို mind map ပေါ့နော်အရန်မိုက်တဲ့အဲ့ဟာပေါ့နော် mind map ဟိုဟာဖြစ်တဲ့ဟာပေါ့ခဏတော့ကျွန်တော်ကဘယ်လိုဖြစ်နေတော့မသိပြပေးမလို့ပါအဟမ်းโอเคဟုတ်ပြီဒီမှာဆိုလို့ရှိရင်ဒီမှာပေါ့နော် the psychology of money ပေါ့နော်ဒါကျွန်တော်လောက်ထားတဲ့ဟာတစ်ချက်ပြမယ်ဒီမှာဆိုလို့ရှိရင် psychology of success ပေါ့နော်ဒီမှာဆိုလို့ရှိရင်နည်းနည်းကြာတယ်ဟောတော့အဝိုင်းနေတာစောင့်ပါသူကလေ AI tools ထဲမှာနော်အရင် free ပေးထားတဲ့ tools နော်ဒီလားတရားမသုံးသေးဘူးဆိုလို့ရှိရင်တော့မဟုတ်ဘူးပေါ့ဘာလို့လဲဆိုတော့နောက်ပိုင်းဆိုလို့ရှိရင် तू ပတ်စံတောင်းနေမှာအခုချိန်ကြီးက तू free ပေးထားတာကျွန်တော်တို့ဒီ ChatGPT တွေဘာတွေဆိုတဲ့ဟာက तू free version ဆိုရင်တိတ်တိတ်လေးပဲနည်းနည်းလေးပဲရတာပြီးလို့ရှိရင် तू ကမပေးတော့ဘူးသိရမလားဓာတ်ပုံဆိုတစ်ပုံလောက်ပဲပြီးလို့ရှိရင် file ဆိုလည်းတစ်ခုနှစ်ခုပဲပြီးလို့ရှိရင် daily limit ပြည့်သွားပါပြီဆိုပြီးတော့ तू ကလောက်ချတာဒါပေမဲ့ notebook alarm ကအဲ့လိုမဟုတ်ဘူးကျွန်တော်အဲ့ audio ပါပြောင်းခိုင်းတာသူရတယ်ကျွန်တော်ပြပေးမလို့ဒီမှာကြည့်ကြည့်လိုက်အဝိုင်းလဲနေဘယ်လိုဖြစ်တော့မသိ VPN ခံထားတဲ့ဟာကြီးကိုအာခဏတော့ VPN တစ်ချက်ဖြုတ်လိုက်မယ် VPN ကြောင့်လားမသိဒီခါကျရင်ကျွန်တော်တို့လည်းကောက်တယ်ပေါ့နော် VPN ကြောင့်လားဘာကြောင့်လားဆိုတဲ့ဟာမျိုး Oh no အဲကျွန်တော် lagging ဖြစ်တာပါခဏလေးတော့ပြန် share ပေးပါမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပေါ့နော်ဒါ notebook alarm ကိုကျွန်တော်ကဒီ file တစ်ခုအဲ့လိုမျိုးခုနစာအုပ်ပေါ့နော် the psychology of money လားဟုတ်တယ် the psychology of money ပေါ့နော်အဲ့ဟာကိုကျွန်တော် upload လုပ်လိုက်တယ်လုပ်ပြီးအဲ့ဒါကို summarize လုပ်လို့ကျွန်တော်ပြောလိုက်တာဒီမှာဆိုလို့ရှိရင်နော်အဲ့တော့ summarize this book chapter by chapter in Burmese လို့ကျွန်တော်ပြောထားတာပေါ့နော်အဲ့တော့ဒီ chapter by chapter ကိုသူကဒီမှာ Burmese လို့သူဟိုဟာဖြစ်ထားတယ်သူ summarize လုပ်ပေးထားတယ်ပေါ့ဒီမှာဆိုလို့ရှိရင်ပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာတွေ့လာတော့မသိဘူးပေါ့နော်ဒီကခဏလေးဒီမှာဆိုလို့ရှိရင်ကျွန်တော်ဟိုဟာ the flash ကလုပ်လို့ရတယ်ဒီမှာ quiz လုပ်လို့ရတယ် mind map ကျွန်တော် mind map ကြိုက်တယ်ပြီးတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒါ audio ကျွန်တော်လုပ်ခိုင်းထားတာအဲ့ဟာကိုတစ်ချက်နားထောင်ကြည့်နော် heat
water to 100 degrees Celsius, it boils. The laws of thermodynamics, they do not care if you had a bad morning or, if you're feeling exceptionally optimistic today. Gravity just works. It's entirely indifferent to the human experience. It's just a closed system of အဲ့တော့ဒီစာအုပ်ကိုဒီမှာကြည့်လိုက်ပေါ့22 မိနစ်ကြာတယ်သူ podcast လုပ်ပေးလိုက်တာအဲ့တော့ကိုကအဲ့လိုမျိုး podcast နားထောင်ရတဲ့အကျင့်ရှိရဆိုလို့ရှင်အဲ့ဟာကိုတော့ podcast လုပ်ခိုင်းလိုက်လို့ရတယ် free ပေးသုံးတာအဲ့ဟာ Noble Alarm ကကျွန်တော်အဲ့ကြောင့်မို့ကျွန်တော် course ထဲမှာထည့်ထားတာဒါ session 1အတွက်အရင်သုံးဝင်လိမ့်မယ်ပြီးတော့နောက်တစ်ခါကျတော့ mind map ပေါ့ဒီဟာပေါ့နော်ကျွန်တော်အသေးကြိုက်တဲ့ဟာ mind map တော့လေမိုက်တယ် visual ကနော်ခဏလေးဟို generate လုပ်ပြီးသားရှိတယ်ဒီဘက်မှာလားမသိနော်ခဏလေးကျွန်တော်လုပ်ထားတဲ့ဟာရှိတယ်Okay generate ပဲပြောလိုက်ပါတော့မယ်အစောကလောက်ထားတယ်သူအဲ့တော့သူ mind map နဲ့ပြတဲ့ဟာကိုစာသင်တယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော်အဲ့တော့ flashcard ဘာညာပေါ့အများကြီးဒီမှာလောက်ခိုင်းနေတာလောက်ခိုင်းလို့ရတယ်သူကဒီမှာ generate လုပ်နေအောက်မှာမြင်လာတော့မသိဘူးပေါ့နော်based on one source တဲ့နှစ်ခေါက်ဖြစ်နေ mind map ကျွန်တော်နှစ်ခေါက်ခိုင်းလိုက်တယ်လို့ဖြစ် Okay အဲ့တော့နော်လေးပေါ့နော်ဒီအောက်မှာဒီမှာ generating mind map ဒီမှာ finance mind map ဒီမှာလောက်ထားတဲ့ဟာကျွန်တော်ရှိပါတယ်ဒီမှာပေါ့ဒီဟာလေးအရန်မိုက်တယ်လို့ဒီကနည်းနည်းတော့ကြာတယ်ဒီဟာကျွန်တော်က VPN off လိုက်တာပေါ့နော်ဒါကလူလားမလို့လားကျွန်တော်လည်းမသိဘူးပေါ့နော် VPN ကOkay ဟုတ်ပြီဒါစောင့်နေအောင်တခြားဆရာဆရာမတွေဘာ question ရှိသေးလဲမသိဘူးเนาะ ဒီချက်အဲ့မှာလေ notebook alarm မှာလေ flash card ထုတ်ပြီးတော့လေသူကထွက်လာတာပေါ့နော် download ကြတော့ free version ကလုပ်လို့ရလားဒီချက်ရှာတာမတွေ့လို့ ဟုတ်ကျွန်တော်ကြည့်ပြီးပြန်ပြောပေးမယ်ကျွန်တော်ဒီမှာ flash card တော့ကျွန်တော်မသုံးဘူးပေါ့နော်ဟိုက page ဆွဲပါလိမ့်မယ်ဘာလို့လဲဆိုအကောင်လုံး ဟို flash card တွေကပေါ်လာတယ်တိလားဒီချက်ဟိုနင်းလုပ်တော့လေသူကောင်းကောင်းအရင်သဘောကျတယ်ပေါ့နော်အဲ့ဒါကို download ဆွဲဖို့အဲ့ရှာတာမတွေ့ဘူးနေရာကြတော့လေဒီဟိုနင်းကြတော့ mind map ကြတော့ဆွဲလို့ရတယ် ဟုတ်ရှိပါလိမ့်မယ်မဟိုကကဲဟုတ်ပြီဒါတော့ကြာနေပါဘူးနော်တော်လည်း free ပေးလို့တော့မသိဘူးတော်ကြာတယ်ဟုတ်ပြီတခြားကောဘာ question ရှိသေးတယ်မသိဘူးပေါ့နော် ဒီချက်တော့ website ထဲမှာ Noble Alarm ကလေ website ထဲမှာဝင်သုံးတာနဲ့ application နဲ့သုံးတာကွာတာရှိလားအင်းချက် အဲ့လိုမျိုးတော့မရှိဘူးပေါ့သူကဟို web version နဲ့သုံးတာတော့ပိုကောင်းတယ်သုံးတာ ဟုတ်ညီမရဲ့အဲ့လိုမျိုးဟိုလေခေါင်းတော့ပြန်ဆွဲလို့မရတာတို့ဘာလို့အဲ့လိုမျိုးဖြစ်လို့ချက် apps နဲ့သုံးတော့မှာ web version နဲ့သုံးကြည့်ပေါ့ဟိုကကျွန်တော်တို့ app နဲ့တစ်ခါမှမသုံးဘူးအဲ့ဟာ web နဲ့ပဲသုံးတာ ဟုတ်ကဲ့ချက် သူကကြတော့ဟိုတချို့ကြတော့ version နဲ့လည်းမသိဘူးပေါ့နော်အဲ့တော့ AI နဲ့ပတ်စံရှာနေသိချင်ပါတယ်ဗျာတဲ့ Okay ဆရာဘာလုပ်လဲမသိဘူးနော် ခုဆင်မ live ပေါ်မှာလေအဲ့လို YouTube ဗျာအဲ့လို YouTube မှာကျွန်တော်တတိထားမိရဗျာအဲ့ဒီဆင်မအဲ့လိုအဲ့ဒီဟိုပါလေဆင်မ9နဲ့လားဘာနဲ့လားအဲ့ဒီဟိုလေ video clip လုပ်ပြီးတော့လေအဲ့လိုဟိုပြန်ပြီးတော့YouTube မှာကိုယ့်အကောင့်မှာပြန်တင်ပြီးတော့ပြန်ရှာမယ်ဆင်မအဲ့လိုသိစင်မယ်ဆင်မ ဆရာနောက်ကသတင်းဖွင့်ထားရထင်တယ်အင်း Okay ဟိုကလေအဲ့ဟာကကျွန်တော်ထင်တယ် AI ဟိုပါတော့ AI နဲ့လုပ်ထားတဲ့ဗီဒီယိုတွေကိုတင်ပြီးတော့ပတ်စံရှာတဲ့ဟာပြောတာထင်တာပဲပေါ့နော်ဆရာပြောလိုက်တဲ့ဟာကျွန်တော်နားထောင်ကြည့်ရတယ် ဟုတ်ကဲ့ဆင်မဟုတ်ကဲ့ ဟုတ်အဲ့လိုမျိုးကလေရှာလို့ရတယ်ပေါ့နော်ဒါပေမဲ့အခုဟိုဘယ်လိုပြောမလဲရှာလို့မရအောင်မဟုတ်ရတယ်ဘယ်လိုလုပ်ကြည့်မလားပေါ့နော်ကိုကဆရာဆိုလို့ရှိရင်ကိုက teaching background လည်းရှိတာပဲအဲ့ဒါဆိုလို့ရှိရင် education နဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုအဲ့လိုမျိုးဒီကတ်တုန်းလေးတွေဘယ်လိုလုပ်တုံးဆိုတာဟာလုပ်ပြီးတော့အဲ့ဒါနဲ့ဆိုလို့ရှိရင်ရော
ကိုကဒီကလေးတွေကြည့်လောက်မဲ့ဟာပေါ့တော်တော်များများကပေါ့နော်သူတို့ research အရဆိုလို့ရှိရင် kids channel တွေကပတ်စံပိုရတယ်လို့ပြောတယ်ပေါ့နော် YouTube တို့ TikTok တို့မှာပေါ့နော်အဲ့တော့ကလေးတွေနဲ့ပတ်သက်တဲ့ဟာပေါ့အဲ့တော့ကြတော့ဒီကလေးတွေနဲ့ပတ်သက်တဲ့ဟာကိုက prompt တစ်ခုပေးပြီးတော့အဲ့လိုမျိုး video လုပ်ခိုင်းမယ်ဆိုလို့ရှိရင်လေကိုကပတ်စံရနိုင်တာပဲလေ AI နဲ့ပတ်စံရှာနေဆိုလို့ရှိရင်အဲ့တော့ဘာလို့ကိုယ့် background ပေါ်မှာကိုကတည့်ပြီးစဉ်းစားရမှာပေါ့စဉ်းစားရတယ်ဆိုလို့ရှိရင်ကလေးတွေကိုထားလိုက်ပါတော့ကျွန်တော်တို့ educational video လေးတွေလုပ်မလားပေါ့နော်ပတာမီမီတို့ဘာညာဆိုပြီးကလေးတွေကြည့်လောက်မဲ့ဟာမျိုးပေါ့အဲ့ဒီမှာမှကျွန်တော်တို့ message တစ်ခုပဲပေါ့ heavy message မဟုတ်ဘူးဟိုကျင်နာတတ်အောင်ပေါ့ကဘာကြီးကိုချစ်တတ်အောင်လို့သိရမလားငယ်ငယ်တွေက global warming နဲ့ပတ်သက်တဲ့ဟာကိုသင်မလားပေါ့နော် plastic ကမကောင်းဆိုတဲ့ဟာကိုပြောမလားပေါ့နော်အဲ့လိုမျိုးဟာလေးတစ်ခုခုစဉ်းစားပြီးဆိုလို့ရှိရင်မိဘတွေအနေနဲ့လည်းဟိုဒါအဲ့ဒီ channel ကတော့ပေါ့နော်ဒါဆိုလို့ရှိရင်ကလေးတွေအတွက် safe ဖြစ်တယ်ကလေးတွေ educational channel နေတဲ့ထားကလေးတွေလည်းကြည့်ရဲဆိုပြီးတော့အဲ့လိုမျိုးဆိုလို့ရှိရင်လည်းဟိုစပြီးတော့လုပ်လို့ရတာပဲလေအဲ့လိုမျိုးဆို ဒါမဲ့လေကျွန်တော် try ကြည့်ဆရာမဒါမဲ့ तू က free ရနဲ့ဗျာ तू ကဒေါ်လာပဲပြန်တောင်းနေဆရာမ ဆရာဒါတော့ investment လုပ်ရမှာဒီလားဘာလို့လဲဆိုတော့ကိုကရေရှည်အတွက်သွားမယ်ဟေးဆိုလို့ရှိရင် free ကြည့်ပဲအဆင်မပြေဘူးလေအဲ့ဟာတော့ဒါတော့ investment လုပ်ရမှာဘာလို့ investment လုပ်ခဲနေတော့မရဘူးအဲ့တော့ကိုကနဲ့ကိုအဓိကပေါ့နော်ကိုလုံးနိုင်နဲ့ကိုတိတယ်ဆိုလို့ရှိရင် invest လုပ်လိုက်ပေါ့တစ်ခါဝယ်လိုက်ပေါ့တစ်သိန်းလောက်ပေါ့ဟုတ်လားအဲ့ဆိုလို့ရှိရင်အဲ့လိုပြီးတော့ try ကြည့်ပေါ့ချက်ချင်းတော့ give up မလုပ်နိုင်တော့ဘူးကျွန်တော်တို့က business လုပ်တယ်ဆိုတာ branding တည်ဆောက်ဖို့လိုတယ်ပေါ့နော်ဆရာကလူတွေသိဖို့လိုတယ်ဆရာကလူတွေသိမှဆရာကိုကြည့်မှာသူတို့ကအဲ့တော့ကြတော့ branding တည်ဆောက်ပေါ့နော်အဲ့ကိုယ်ထဲမှာလူတွေပေါ့ကျွန်တော်တို့ branding တည်ဆောက်ဖို့လိုတယ်လုပ်ပြီးတော့မှကျွန်တော်တို့နောက်က marketing line မှာရမှာအဲ့ဟာတော့ free နဲ့ကြီးတော့မဖြစ်နိုင်ဘူးဆရာဟုတ်လူငယ်ပါတဲ့ဟုတ်ကဲ့ပါအဲ့တော့လူငယ်ဆိုရင်ပိုတော့ကောင်းသေးတယ်လူငယ်တွေလုပ်ပါနော်အဲ့တော့ဆရာမဟုတ်ပါဟုတ်ပြီI see teaching fee ရမဟုတ်ဘူးလားဆိုလို့ရှင် okay ဟုတ်အဓိကလေးဆရာမအဲ့ AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းစိတ်ဝင်စားလို့ဗျာလာ join လိုက်တာဟုတ်ကဲ့ဟုတ်ပြီဒါပေမဲ့ဆရာမအဲ့လိုပေါ့တခုရှိတာဆရာမပြောလို့ပေါ့ဝယ်လို့ရမယ်ဆရာမဒါပေမဲ့ဘယ်ကနေဝယ်ရမလဲအဲ့ကျွန်တော်သိချင်တာဘယ်ကနေဘယ်လိုဝယ်လို့ရမလဲ okay again ပေါ့နော်ဒီခုကျွန်တော်တို့ခု ChatGPT Plus တွေပါတွေဝယ်ထားတဲ့ဟာက तू က free version ပြည့်သွားပြီဆို update လုပ်မလားလို့ तू နေတယ် upgrade လုပ်မလားပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရှိမှာ Mastercard Visa Card ရှိဖို့လိုတယ်ပေါ့နော်အဲ့တော့ Mastercard Visa Card မရှိဘူးဆိုလို့ရှိရင်အခုကျွန်တော်သုံးတာကြာနေပြီပေါ့နော် Mastercard Visa Card နဲ့အရင်တော့အခုနောက်ပိုင်းဘာဖြစ်တုံဆိုတော့ Master Visa တွေကိုမြန်မာနိုင်ငံကသုံးလို့မရတော့ဘူးပြဿနာပေါ့နော်အဲ့တော့ကြာဘာဖြစ်တုံဆိုတော့ကြာတော့ကျွန်တော်တို့ဒီဘာခေါ်ရအဲ့ဟာ Virtual Visa Card နော်အဲ့တော့ virtual visa card နဲ့ကျွန်တော်သုံးနေတယ်ပေါ့နော်အဲ့ virtual visa card က EYE မှာရတယ် UAB မှာရတယ်တွားစရာမလိုဘူးသူတို့ဖုန်းဆက်လိုက်ဘယ်လိုလုပ်ရမလဲပေါ့ EYE ပေးနဲ့ UAB ပေးထဲမှာသူကရှိပြီးသားအဲ့တော့ကိုကပတ်စံမြန်မာငွေထည့်ပြီးတော့ဝယ်လို့ရတယ် virtual visa card ကအဲ့တော့ virtual ဒါကျွန်တော်ရဲ့ research အရဆိုလို့ရှိရင် Mastercard visa card အလုံးမလုပ်တော့ဘူးပေါ့နော် virtual visa card ကတော့အဆင်ပြေနေသေးတယ်အဲ့ဝယ်လို့ရတယ်ပေါ့သူတို့ upgrade လုပ်မလားလို့မေးတဲ့အချိန်မှာ yes upgrade လုပ်ပြီးတော့ဘယ်လောက်ကြာအောင်ကြာတဲ့ amount ကိုပတ်စံကိုယ့်ရဲ့ bank account ထဲကဖြတ်သွားမှာပဲအကြလို့ရှင်နောက်တစ်ခုကလေတိလာဟို Redmi Note 13ပေါ့နာမည်ဘယ်သူမှမသိလို့ပေါ့နော် okay အဲ့တော့လူငယ်ဆိုတော့ကြာတော့မောင်လေးပေါ့နော်အေးဟိုကလေ AI ကိုအမှတ်ပြမယ်မေးလိုက်တစ်ခုခုခေဆိုလို့ရှင်တိလာငါတိုင်းလို့ရှင်တယ်ဘာလို့အောင်လို့သူ့ကိုမေးလိုက်သူဖြေပေးလိမ့်မယ်ကိုတိလာAI သုံးနေပြီပဲဟုတ်တယ်မလားကိုဘာလို့ question မမေးမအောင်သူ question လေးမေးပေါ့နော်မေးပြီးတော့ကြတော့ဘယ်လိုလုပ်ရမလို့ပေါ့အခုဒီ master visa card တွေမရတော့လေကျွန်တော်ကိုယ်တိုင်လည်းအဲ့တိုင်းပဲ AI ကိုမေးတာငါတို့ master visa card တွေမရအောင်ငါတို့ဘာကတ်နဲ့ပေးရမှာပတ်စံအောင်လို့ပြောတော့ virtual visa card လို့ပြောတာတကယ်တမ်းကိုယ်ကြားအောင်မကြားဘူးသူပြောလို့ရှိရင် virtual visa card ဆိုတာအဲ့တော့ဒီ visa card ကိုလှမ်းမိတာကြာပါပြီအဲ့6လ9လလောက်ကဖြစ်မဲ့ထင်တယ်အဲ့ဒါနဲ့သူတို့ကဘာကတ်ကြီးတော့အမားလို့ပြောကြတယ်သူတို့လည်းမသိဘူးပေါ့နော်အဲ့ကတ်က virtual visa card ဆိုတာဟာအဲ့မဲ့တိုင်တွေပတ်ပြီးတော့ကြာနိုင်ငံခြားရေးလည်းရောက်ကိုလိုပဲတွေအကုန်လုံးစီရောက်သွားအဲ့မဲ့ US တွေရောစင်ကာပူတွေရော virtual visa card ရှာပုံတော့နောက်ဆုံးကျမှမြန်မာနိုင်ငံမှာအဲ့ဒါဟို EYE ဘဏ်မှာရှိတာ virtual visa card ကကိုမသိနေတာညာနောက်နေ့တည်းဘာမေးအောင်မသိနော်နောက်နေ့တည်းအစီအစဉ်ဆက်လုပ်ဖို့ရှိသေးလားဗျာကျွန်တော်မေးရလေဆရာမဒီလိုဗျာဆရာမအနေနဲ့ဒီလို class တွေပေါ့နော်ဆက်ဖွင့်ဖို့ရှိသေးလားဗျာအဲ့ဒီချင်တာဆက်ဖွင့်ဖို့ရှိသေးလားဆိုတာဟို
ရှိတယ်ပေါ့နော် collaborate လုပ်နေတဲ့အကြောင်းတွေလည်းရှိတယ်ပေါ့နော်အခုဒီလိုမျိုး online ကတော့ရံဖန်ရံခါပေါ့နော်အဲ့လိုမျိုးလဲအခုကျတော့ဟိုကျွန်တော်တို့လုပ်နေတဲ့ဟာတစ်လောက်တစ်ခေါက် one training ပဲပေးတာဒီ AI နဲ့ပတ်သက်ပြီးတော့ t-shirts တွေအတွက်ပေါ့နော်အဲ့တော့ကျတော့နောက်ပိုင်းဒီတာမန်လူတွေအတွက်လည်းပေးဖို့ရှိတယ်ပြီးတော့လုပ်ဖို့လည်းတခြားဟာတွေတော့ရှိသေးတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီ September ထဲမှာ Australia သွားဖို့ရှိတယ်ပေါ့နော် program တစ်ခုကအရွေးခံထားလို့ပေါ့နော်အဲ့တော့ကျတော့အဲ့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ business နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်ဒီအများကြီးဟိုဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီ AI ကိုဆရာမတွေလည်းမဟုတ်ဘဲနဲ့ဒီတာမန်ပြည်သူတွေရဲ့လည်းကျွန်တော်လုပ်ပေးဖို့အစီအစဉ်တော့ရှိရပေါ့နော်ကျွန်တော်တခြားတော့မလုပ်ရသေးတာပေါ့နော်ဟုတ် okay တခြားတော့ဘာသိကြလဲမသိဘူးပေါ့နော်ဘာရလဲโอเคကျွန်တော်လူများတဲ့အချိန်တော့ဓာတ်ပုံမရိုက်လိုက်ရလို့တကယ်လို့လေကင်မရာလေးဖွင့်ပေးလို့ရမလားဓာတ်ပုံလေးရိုက်ချင်လို့ပါကျွန်တော် record လေးယူချင်လို့ပေါ့နော်ကင်မရာဖွင့်ပေးလို့ရတဲ့ဆရာမကကျေးဇူးပြုပြီးတော့တစ်ချက်လောက်ဖွင့်ပေးပါလူစုံတဲ့အချိန်တော့ဓာတ်ပုံရိုက်ရမှာကျွန်တော်အမြဲအဲ့တိုင်းဖြစ်ကျွန်တော်ပြောရဆိုနောက်ဆုံးမှအဲ့လိုဓာတ်ပုံရိုက်ရလူတော့မချင်တော့ဘောနော်ဓာတ်ပုံရိုက်ရတာဟာโอเคပါပြီโอเคကျွန်တော်လူဆောင်လိုက်ပါအောင်ဓာတ်ပုံရိုက်မယ်ဆိုတော့ထွက်ပြေးသွားကြ ਈ ထင်တယ်ရောက်ပါတယ်ဟိုပါတော့ကင်မရာမဖွင့်နိုင်လဲရောက်ပါတယ်ကျွန်တော်နားလဲပါတယ်ဟိုပါကင်မရာဖွင့်ပေးနိုင်တဲ့ဆရာမများပေါ့နော်ကျေးဇူးပြုပြီးဖွင့်ပေးကြပါ Okay ဟုတ်ပြီနော်ကျွန်တော်3 2 1 Okay ရပြုံးထားပါ Okay ဟုတ်ပါပြီအဲ့တော့ဒီတခြားမေးချင်တာမြန်ရှိလားပေါ့နော် Yes Redmi Note 13 Yes ပြော ဆရာမအခုအရန်ကစားနေလေဆရာမဒီ AI တန်းတန်းတွေကိုဆရာမအနေနဲ့ဘယ်လိုမြင်လဲအတိဆရာမ အော် ဘယ်လိုဘာလို့အများရှိပဲဆရာမ AI တန်းတန်းတွေကလည်းအခုအရန်ကစားနေတာဟုတ်အဲ့တော့ ဘယ်လိုမြင်တော့ဆိုတော့ကောင်းပါတယ်ဘာလို့လဲဆိုတော့ကြတော့ဘယ်လိုပြောမလဲကျွန်တော်မြင်တဲ့ဟာပေါ့နော်သူတို့ကတရောင်းတနေရာကနေဒီ community အတွက် support လုပ်ရလို့ပဲကျွန်တော်မြင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့ဒီလိုမျိုးသူတို့တင်လိုက်လို့လေပိုတိသွားပြီးတော့ကြတော့ထားလိုက်ပါတော့အခုကျွန်တော်ပြောချင်တာပေါ့နော်ကျွန်တော် class တက်ပြီးနည်းနည်းလောက်တိသွားပြီးတော့ကြတော့ကိုယ့်ရဲ့ daily productivity တက်အောင်လုပ်တဲ့ဟေ့ဆိုရင်ဒါ good thing ပဲကျွန်တော်ကအဲ့လိုပဲမြင်တာပဲဘာလို့ဆိုတော့ဒါကဒီလူသားတွေကိုအကျိုးပြုတာပေါ့နော်အကျိုးမပြုဘူးဆိုရင်တော့ဒါတော့ other way ပေါ့နော်အဲ့တော့ကျတော့ဒါကျွန်တော်တို့ရဲ့ productivity level ကျွန်တော်တို့ရဲ့ဝင်ငွေတနည်းနည်းနဲ့တက်သွားတဲ့ဟေ့ဆိုလို့ရှိရင်ဒါကောင်းတဲ့ဟာလို့ပဲကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ AI class တွေဖွင့်တဲ့ဟာပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒါဘာလို့ဆိုတော့ကျခေတ်ကြီးက AI ခေတ်ဒီခေတ်က AI ခေတ်ပေါ့နော်အဲ့တော့ဒီ AI ခေတ်မှာကျွန်တော်တို့ AI မသုံးတတ်ဘူးဆိုလို့ရှိရင်ဟိုတော်တော်ကိုနောက်ကျပြီးကြံခဲ့လိမ့်မယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့အခုကနောက်ကျသွားရဆိုနောက်မကျသေးဘူးပေါ့နော်အဲ့တော့ကိုကဟင်သူများတွေကဒိုင်ငါမဟုတ်အဲ့လိုလည်းသွားမရှင်နဲ့မလိုအပ်ဘူးကျွန်တော်ပြောလူတွေအကုန်လုံးကိုယ့်ရဲ့ပတ်ဝေးမှာပဲကိုသွားနေရတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဆရာမတွေဖြစ်တဲ့ကျွန်တော်တို့ကလိုအပ်တဲ့ဟာကိုပဲကျွန်တော်တို့လုပ်လို့ရှိရင်ရတယ်သူများတွေကဟို chatbot လို့ကိုက chatbot ထောင်အောင်မလားမဟုတ်ဘူးပဲဟာနော်တော့ကြ Manus AI တော့ကြဘာ AI တရက်ပြီးတရက်အများကြီးထွက်နေတာပေါ့နော်အဲ့တော့ကြတော့ကျွန်တော်တို့ကဟဲ့ငါအရင်ကြံခဲ့နေပြီလားဆိုပြီးမစိုးရိမ်နဲ့အဲ့လိုကျွန်တော်တို့မလိုအပ်ဘူးလို့အဓိကကျွန်တော်ပြောသလိုမျိုးပဲကိုယ့်ရဲ့ productivity ကိုတိုးတက်ပြီးရဲ့ကိုယ့်အတွက်အဆင်ပြေနေတဲ့ tools တွေကိုသုံးနိုင်နေတဲ့ဟေ့ဆိုလို့ရှိရင်အဆင်ပြေတယ်ပေါ့နောက်တစ်ခါဟို t-shirt တွေဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ continuous learning ကတော့လုပ်ရတယ်ပေါ့နော်ဘာလို့ဆိုတော့ continuous learning မလုပ်ဘူးဆိုလို့ရှိရင်တော့အဆင်မပြေဘူးပေါ့နော် okay yes တခြားကော
Okay ကျွန်တော်ကတော့ ChatGPT သုံးပါတယ်အများဆုံးသုံးတာကတော့ ChatGPT အချစ်ဥပါ ChatGPT အများဆုံးသုံးတယ်နော်ဟုတ်ကဲ့ထားဆရာဆရာမတွေမေးစရာကြံသေးလားပေါ့နော်ဒါမှမဟုတ်ပြောစရာပေါ့နော် any comment ဟောလေဒီထဲမှာလေအခုဒီ cluster line မှာလုံးဝဆာလုံးလေးစသုံးခုရယ်ဆိုတဲ့ဟာဆိုရင်နော်ရှိလားမသိဘူး no okay ဟုတ်ပါပြီ okay အဲ့ဒါဆိုလို့ရှိရင်နင် AI company ကနေပါဖြစ်ကုန်ပြီဘက်ကအဲ့ဆိုရင်ကျွန်တော်ဒီမှာရက်လိုက်တော့မယ်ပေါ့နော်အဲ့တော့ဒီ question ရှိတယ်ဘာညာပေါ့နော်တခုခုသိချင်တာဘာညာဆိုလို့ရှိရင်လေကျွန်တော်တို့ဒီမနာခဏလေးနော်ကျွန်တော်မရက်သေးခဏ1 minute ကျွန်တော်ပြပေးစရာလေးရှိနေတယ်နော် okay ကျွန်တော်တို့ Minerva Academy ရဲ့ YouTube channel တည့်ရလို့ရှိလားမသိဘူးเนาะဒီထဲမှာဒီထဲမှာလေအင်္ဂလိပ်စာဆရာဆရာမတွေလည်းပါတယ်လို့ပြောလို့ပေါ့เนาะကျွန်တော်တစ်ခဏတော့ပြပေးချင်လို့ပါအဲ့ဟာကကျွန်တော်တို့ Facebook page တော့တည်ရ right ဒီပါတယ်လူချင်း okay ကျွန်တော်ဘက်က line တော်တော်ကိုကြာနေရအောင် okay အဲ့တော့ဒီဟာလေးခဏလေးပါကျွန်တော်ဒါလေးပြပေးချင်တာပေါ့เนาะဒီကဒီ Minerva Academy ရဲ့ကျွန်တော်တို့ YouTube channel ပေါ့เนาะအဲ့မှာကျွန်တော်တို့ free pay နေတဲ့ဟာတွေရှိလို့ပေါ့เนาะကျွန်တော်ပြပေးချင်တာပါတကယ်လို့ပေါ့နော်ဒီဆက်ဆမတို့ရဲ့ဟို community ထဲမှာလေအာအင်္ဂလိပ်စာလေ့လာနေတဲ့သူ IELTS လုပ်နေတဲ့ကလေးရှိတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ channel လေးကို recommend လုပ်ပေးလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာပေါ့နော် IELTS writing အတွက်ကျွန်တော်အစအဆုံးတင်ပေးနေတာဟိုကကျွန်တော်ဟိုလောက်ရှိသွားပြီ15ခုလောက်ပဲကျန်တော့တယ်တင်ရမယ့်ဟာပေါ့နော်အဲ့တော့ဒါကြီးကပါအောင်ဆို IELTS writing ကိုလုပ်နေတဲ့သူတွေပေါ့နော်လုံးဝကျွန်တော်တို့ဒါ complete course ပဲကျွန်တော်ကဘာမှမလုပ်ဘူးထားကြည့်လိုက်လို့ဆိုလို့ရှိရင်လုံးဝဖြစ်နိုင်လိမ့်မယ်ကျွန်တော်တို့စီမှာ IELTS writing ကိုဘန်8ထွက်သွားတဲ့ကလေးအများကြီးဒီ course ဒီကြည့်ပြီးတော့ပဲဟိုဖြစ်တာပေါ့နော်ကျွန်တော်စီမှာတက်သွားတာပေါ့တက်သွားတော့1-1ပေါ့ကျွန်တော်အဲ့ရ course ပဲကျွန်တော်ဒီမှာပြန်သင်ပေးထားတာဒါတွေအကုန်လုံးကဒါကျွန်တော် studio မှာရိုက်ထားတဲ့ဟာတွေပဲအကုန်လုံးပေါ့နော်အဲ့တော့ကြတော့တစ်ခုချင်းစီပေါ့ကျွန်တော်ဒီမှာအစအဆုံးကိုဒီမှာအစလိုက်တင်ပေးထားတယ်ပေါ့နော် writing တစ်ခုအတွက်ကိုကျွန်တော်အဲ့ဒါအကုန်တင်ပေးထားတာဒီမှာအဲ့တော့တကယ်လို့ပေါ့နော်ကိုယ့်ရဲ့ students တွေထဲမှာပေါ့နော် IELTS လုပ်နေတဲ့ students ရှိတယ်ဆိုလို့ရှိရင်ဒီဟာ recommend လုပ်ပေးလို့ရပါတယ်ဒါလေးပြောချင်လို့ပါအဓိကဟိုဘာလို့လဲဆိုတော့တချို့အဲ့ကျွန်တော်တို့မြန်မာကျောင်းသားတွေတော်များများကျွန်တော်ကစင်ကာပူ students တွေလည်းတင်နေတာပေါ့နော်အဲ့ engineer တို့ဘာလို့ပေါ့နော်ကျွန်တော်စီမှာတက်ကြတယ်အဲ့တော့ကျတော့သူတို့ဆိုလို့ရှိရင်ပြောတယ်ပေါ့နော်ဒီ IELTS နဲ့ပတ်သက်ပြီး self study လုပ်ချင်တာပေါ့နော် website ကောင်းကောင်းမရှိဘူးဘယ် channel ကောင်းကောင်းဗမာလိုပြောနေတဲ့ဟာမရှိဘူးလို့သူတို့ရှိတာ feedback အဲ့ဟာအဲ့နဲ့ကျွန်တော် idea ရတော့တာကျွန်တော်ဒါလေးလုပ်ပြီးလိုက်တာပေါ့နော်အဲ့တော့ဒီတကယ်လုပ်နေတဲ့ကျောင်းသားတွေပေါ့နော်တကယ်ကြိုးရှိရပါကျွန်တော်ကဒါဘယ်အတန်တော့လန့်တော့ okay အဲ့တော့ခဏတော့ကျွန်တော်ပြပေးပါမယ်အဲ့ stuck ဖြစ်နေဒီမှာဆိုလို့ရှိရင်ဒါ master class ပေါ့နော် opinion essay ကိုဒီမှာ43 minutes ပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးအစအဆုံးပေါ့နော်ပေါ့နော်ချမ်းသာတဲ့နိုင်ငံတွေပေါ့နော်သူတို့က should accept more refugees တွေတော့မများဘူးသူလက်ခံတဲ့ပေါ့နော်ပြီးတော့ provide them with basic assistance ပေါ့နော်အဲ့တော့ food to housing ကို provide လုပ်ပေးတဲ့ပေါ့နော်ဒီဟာလေးပေါ့ဒါလေးပြောချင်လို့ပါအဓိကနော်အဲ့တော့ဟို
Yes နော်အဲ့တော့ thank you so much again for joining this AI training ပေါ့နော်ဘာနေနေအချိန်တစ်ခုပေးပြီးတော့လာ join တဲ့အတွက်ကျွန်တော်ကျေးဇူးတင်တယ် AI အတွက်ဖေ YouTube channel ကအကောင်းဆုံးပဲတဲ့အဲ့ဟာကတော့လေကျွန်တော်မကြည့်ဘူးပေါ့ AI YouTube channel အကောင်းဆုံးလို့ပြောကြတော့အာ TikTok မှာရှာကြည့်ရင်တော့တွေ့မလားတော့မသိဘူးပေါ့နော် AI အတွက်တော့ဟိုမြန်မာနိုင်ငံမှာနာမည်ကြီးတာတပြေးလေးလားပါလားသူ့နာမည်တော့ကြားဘူးလေကိုတော့တခြားတော့မကြည့်ဘူးပေါ့နော်နည်းနည်းလေးဒီလားကိုကလည်းကိုနည်းနည်း research လုပ်ကြည့်စီဒီလားဟိုပါလေဒီ ChatGPT ရဲ့ဟုတ်တယ်နော်ဒီ channel အကောင်းဆုံးတော့ကြာနည်းနည်း TikTok မှာနည်းနည်းရှာကြည့်လိုက်ပါလားအဲ့လိုမျိုးပေါ့နော်အဲ့ဆိုလို့ရှိရင်ကိုကအဲ့ဒါကြည့်ရဆိုလို့ရှိရင် TikTok ရဲ့ algorithm ကအဲ့ဒါကြီးကိုပဲသူကစတိုက်ပြပေးသွားမှာပေါ့နော်TBH Lab ဟုတ်တယ် TBH Lab ကလည်းသူ technology နဲ့ပတ်သက်တဲ့ဟာတွေပြောတာပေါ့နော် AI တော့ကျွန်တော်မသိဘူးပေါ့နော်ဘယ် YouTube channel အကောင်းဆုံးဆိုတဲ့ဟာတော့အဲ့ TBH Lab မဟုတ်ဘူး THAB တပြေးလေးဆိုတာမသိ something ပဲသူဆိုသူမျက်နှာတော့မပြအောင်ထင်တယ်အဲ့လိုမျိုးဆိုတော့လေအဲ့တော့တေချာတော့မသိဘူးပေါ့နော်အဲ့ဟာဟိုဟာ YouTube မှာတစ်ချက်ရှာကြည့်လိုက်ရှာကြည့်ပြီဆိုလို့ရှိရင်ကိုကသိတယ်လေအဲ့တက်မလားရှောက်ပြောနေရဟေးဆိုကြော်လိုက်ကြော်ပြီးတော့တေချာကြည့်ပေါ့ကိုလည်းကြိုက်တဲ့ဟာမျိုးဆိုလို့ရှိရင်ဟိုဟာ YouTube channel ရှိလို့ရှိရင်တွားကြည့်ပေါ့အဲ့လိုမျိုးနော်အဲ့တော့ YouTube မှာပါတစ်ချက်ရှာကြည့် TikTok မှာတစ်ချက်ရှာကြည့်လို့ရလိမ့်မယ် search bar မှာရှာကြည့်လိုက်ပေါ်လာလိမ့်မယ်ကောနော် Okay ကိုယ့်နဲ့ကိုယ်လေးနည်းနည်းလေး research လုပ်ကြည့်ဒီလားမောင်လေးအဲ့ Redmi ပေါ့နော်ဒါပေမဲ့မသိလို့ကိုယ့်နဲ့ကိုယ်နည်းနည်းလေး research လုပ်ကြည့်အဲ့ဒါဆိုလို့ရှိရင်ဖြည်းဖြည်းနဲ့ဟိုဟာဖြစ်သွားတယ်နော်ဂျင်းများလို့ဆိုတာ yes correct ဟုတ်တယ်ဂျင်းများတယ်အဲ့ဒါဆိုကိုသိရလေဟုတ်တယ်မလားဂျင်းများတယ်ဆိုလို့ရှိရင်အဲ့ဒါဆိုဂျင်းများတဲ့ဟာဂျင်းမစားနဲ့ပေါ့နည်းနည်းကြော်လိုက်ကြော်ကြည့်ပြီးကိုယ်နဲ့ vibe ကြိုက်တဲ့ဟာတကယ်သူပေးနေရလဲဟုတ်တယ်ဆိုလို့ရှိရင်အဲ့လိုဟာမျိုးကိုတော့ကြည့်လိုက်လို့ရတယ်လေနော်အဲ့တော့ဟုတ်ပါပြီ Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ Telegram channel ကျွန်တော်ကပေးလိုက်တယ်ပေါ့နော်မ join ရသေးတဲ့လူရှိသေးလားတော့မသိဘူးပေါ့နော်ဒီထဲမှာကျွန်တော်ထပ်ထည့်ပေးမယ်ပေါ့နော်ရှိလားတော့မသိဘူးပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကြီးညာပေးပါမယ်ရှိရင်တော့ပြောပါမရှိဘူးဆိုကျွန်တော်မထည့်ပေးလို့အကုန် join ပြီ join တဲ့ချက် ဟုတ်ကဲ့ပါဟုတ် Okay အဲ့တော့မ join ရသေးလို့ရှိလို့ရှိရင် join ပေးလို့ရတယ်ကျွန်တော်တို့ဒီ Monday မှာ launch လုပ်ပါမယ်နောက်တော့စိတ်ဝင်စားတဲ့ဆရာများကျွန်တော်တို့ course ကိုဟိုဟာ subscribe လုပ်လို့ရပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါမှတော့ကျွန်တော်ခုနပြောသွားတဲ့ဟာတွေတော့အကုန်ပါတယ်ကျွန်တော် over promise မလုပ်ဘူးကျွန်တော်လုပ်ပေးထားတဲ့ဟာတွေလုပ်ပေးနိုင်တဲ့ဟာတွေတော့ကျွန်တော်ပြောထားတယ်ပေါ့နော်အဲ့ဒါမှာပေါ့နော်အဲ့တော့ okay အဲ့ဆိုလို့ရှိရင် question မရှိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်လည်းပြောပြမှာကျန်တော့ထင်တာပဲပေါ့နော်အဲ့တော့yes teacher ဟုတ်ကဲ့ပါနော် good night ပါเนาะအဲ့ဒါဆိုလို့ရှင် recording ကပေးမှာပါကျွန်တော် YouTube မှာတင်ပေးပါမယ်เนาะပြီးလို့ရှိရင်ကျွန်တော်တင်ပေးပြီဆိုလို့ရှိရင် link ပေးပါမယ်အဲ့ဟာလေးကို link ကိုကျွန်တော် Telegram group ထဲမှာလာပေးပါမယ်ပေါ့เนาะအဲ့ဟာကိုအဲ့တော့ကျတော့ဒီlink ရပြီးတော့ကြာကျွန်တော်ဒီ AI တွေအတွက်လိုအပ်တဲ့ link တွေကိုကျွန်တော် Telegram group ထဲမှာ YouTube channel မသိပါဆိုတော့အခုနပဲပြလိုက်တဲ့ Minerva Academy ပါငိုချင်ဝိုင်းတော့ YouTube channel မသိအခုလည်းပြလိုက်တဲ့ဟာမသိဆိုတော့ကြာနည်းနည်းငိုချင်သွားပြီနော် Okay link ပေးလိုက်ပါမယ်เนาะအဲ့ဒါဆိုလို့ချင်းအဲ့ဟာကျွန်တော်ရဲ့ channel ပါကျွန်တော် Minerva Academy ကအခုလောလောဆယ် AI ရဲ့ English language training တွေကျွန်တော်တို့ပေးနေပါတယ်เนาะအဲ့တော့ English language နဲ့ပတ်သက်တဲ့ဟာတွေပေါ့เนาะကျွန်တော်တို့အဲ့ထဲမှာထည့်ပေးထားတယ်ပေါ့ခုနကကျွန်တော် IELTS နဲ့ပတ်သက်တာဆိုလုံးဝအဲ့ writing ကို free ပေးလိုက်တဲ့ဟာပေါ့ YouTube မှာကျွန်တော်တင်နေတဲ့ဟာပေါ့เนาะအဲ့တော့ကြတော့တခြားဟာတွေလည်းကျွန်တော်တို့တင်နေရပေါ့เนาะကျွန်တော်တို့လည်းတက်နိုင်ဆုံးတော့ပေါ့เนาะလုပ်နေရပေါ့เนาะ Telegram link နဲ့ခဏလေးဆိုလို့ရှိရင်เนาะ Telegram linkဟုတ်ပါပြီချစ်ဖို့ကောင်းတယ်ဆိုတော့ကျေးဇူးပါ Okay Telegram link ပေးလိုက်ပါပြီเนาะတကယ်လို့ Okay ဟုတ်ပါပြီ Okay အဲ့ဆိုတကယ်လို့ဒီ Telegram link ဒီမှာမရလိုက်ဘူးစင်မပြေလိုက်ဘူးဆိုတဲ့လူတွေကျွန်တော်တို့ဒီ Minerva Facebook Messenger မှာလာတောင်းလို့ရပါတယ်เนาะအဲ့တော့တခြားလိုအပ်တာရှိလို့ရှိရင်လည်း Minerva Facebook page မှာလာပြောလို့ရပါတယ်เนาะအဲ့တော့ English class တွေလည်းကျွန်တော်တို့စီမှာလည်းရှိပါတယ်ပေါ့เนาะအဲ့တော့ကြာဒီက English နဲ့ AI class တွေပေါ့เนาะအဲ့တော့တကယ်လို့ဒီ AI class ကိုက invest လုပ်ရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့
Zoom class join ချင်တာဖြစ်ဖြစ် video class join ချင်တာဖြစ်ဖြစ်ပေါ့နော်အဲ့တော့ AACC လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ video class join ဖို့ recommend လုပ်ပါတယ်အဲ့တော့14ရက် AACC ပေါ့နော်တစ်ပတ်ပေါ့နော်နှစ်ပတ်ပေါ့နော်အဲ့လိုလုပ်လို့ရတယ်ဒါမှမဟုတ်မြန်သွားချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ25ရက်နေ့မှာဖွင့်မဲ့ Zoom training လာ join လို့ရပါတယ်เนาะအဲ့တော့အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်အဲ့တော့ bye bye